ဒီနေ့နှုတ်ကပတ်တော်ကိုတော့အသင်းတော်ရဲ့အခွင့်အာဏာဆိုတဲ့နှုတ်ကပတ်တော်အဖြစ်ကောင်းချီးပေးပြီးတော့ကျွန်တော်ဆေလွတ်ချင်တယ်အဲ့တော့ဒီနှုတ်ကပတ်တော်ကိုဝင်ငှားဖို့အတွက်လွန်ခဲ့တဲ့တစ်ပတ်ကျော်ကကျွန်တော်ရဲ့ဗီဒီယိုကိုအိမ်မငိုက်ဖဲနဲ့တေချာကြည့်ထားခဲ့တဲ့သူတွေဆိုရင်ပို့ပြီးတော့နားလဲစရာအကြောင်းရှိပါတယ်โอเคဒီနှုတ်ကပတ်တော်ကကျွန်တော်ကတော့အစအဆုံးကိုကောင်းကောင်းနားလဲနေတဲ့ဟောပြောတဲ့သူဖြစ်တဲ့ကြောင့်မလို့ကိုယ်တိုင်အရင်ဆုံးနားလဲသဘောပေါက်တဲ့ခါမှာတော့ကြိုက်တဲ့နေရာကထုတ်ပြီးတော့ပြောတာပေါ့လေဆိုတော့ကျန်းစာကဟိုရောက်လိုက်ဒီရောက်လိုက်ပေါ့ဒါပေမဲ့ဒီနေ့တော့တတ်နိုင်သမျှကဘာဦးကနေစပါမယ်နော်ကျွန်တော်ဆုံးမကတော့ကျွန်တော်ဗျာဒိတ်ချမ်းမှာဆုံးမဖြစ်ပါတယ်အဲ့တော့ကဘာဦးကျန်းခန်းကြီး1ကစပါမယ်နော်ပြီးရင်ကျွန်တော်တို့ကဘာဦးဗျာဒိတ်ချမ်းခန်းကြီး20မှာဆုံးမဖြစ်ပါတယ်အဲ့တော့ကဘာဦးကျန်းခန်းကြီး1ပြောတဲ့အတိုင်းပဲနော်အဲ့တော့နော်အနောက်ကကျန်းစာထိုးတဲ့လူတွေလည်းလိုက်ရှာပြီးတော့အဆင်ပြေလို့သာကျွန်တော်တို့ထိုးလိုက်ပါနော်ကျွန်တော်တို့ကျန်းစာတော့တေချာလေးတော့စီပေးထားလားမစီပေးထားတော့ကျွန်တော်မသိပါဘူးနောက်ကဘာဦးကျန်းခန်းကြီး1အငယ်29-28ကထို့သောဘုရားသခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်ပုံသဏ္ဍာန်တော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျှင်အချင်းတို့များပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေ၍နိုင်ကြလော့ပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍မြေပေါ်မှလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်ဆိုးကြလော့ဟုမိန့်တော်မူ၍သူတို့ကိုကောင်းချီးပေးတော်မူ၏အဲ့တော့ဒီနေရာမှာအုပ်ဆိုးကြလော့ဆိုစကားလုံးက dominion over ဆိုတာကအုပ်ချုပ်ရတဲ့နယ်ပယ်ကိုပြောတာဖြစ်တယ် dominion အဲ့ဒီနယ်ပယ်ကိုမင်းတို့အုပ်ဆိုးကြပါဘယ်နယ်ပယ်လဲမြေကြီးနဲ့ဆိုင်တဲ့နယ်ပယ်ဖြစ်တယ်ကျွန်တော်တို့အမှုတော်ဆောင်တွေကိုကလေးအများကြီးမွေးခိုင်းတယ်နော်သူတို့ကသာကြောက်နေကြကျွန်တော်တို့မွေးလို့အဲ့လိုမျိုးပြောထားတာကျွန်တော်နဲ့ဆရာမတို့ကအခုနော်ကျွန်တော်တို့ခွဲပြီးတော့အကြောင်းမျိုးကြောင့်ခွဲပြီးမွေးလိုက်ရလို့သာ3ယောက်ပဲဆရာဝန်ကမွေးခိုင်းလို့မတက်တာလို့ကျွန်တော်တို့ကလက်လျှော့လိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မူလ plan ကတော့9ယောက်အနည်းဆုံးဖြစ်ပါတယ်နော်ကျွန်တော်တို့ဆရာမအဲ့တော့ဒီနှုတ်ကပတ်ချမ်းစာကအချင်းတို့များပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေ၍နိုင်ကြလော့မြေကြီးနဲ့ဆိုင်တဲ့ dominion မြေကြီးဟာသူတို့အုပ်ချုပ်ရမယ့်နယ်ပယ်ဖြစ်တယ်ဘုရားသခင်သူတို့ကိုပေးတယ်အဲ့ဒါကဘာဦးချမ်းခန်းကြီး2နော်ခန်းကြီး2အငယ်9မှာအငယ်8နဲ့9ကိုဖတ်ရအောင်နော်ကဘာဦးချမ်းခန်းကြီး2အငယ်8နဲ့9နော်ကျွန်တော်ပြောထားသလိုပါပဲနော်ကဘာဦးကနေဖြစ်ချင်းသွားမယ်နော်ကျွန်တော်ဗျာဒိတ်20နှစ်မှာဆုံးသွားမှာဖြစ်ပါတယ်ထာဝရရှင်ဘုရားသခင်သည်လည်းအရှိမျက်နှာအေဒင်အရက်၌ဥယျာဉ်ကိုစိုက်ပျိုးပြီးလျင်ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ်၌နေရာချတော်မူ၏ထိုမြေထဲကအစင်းလာ၍စားပွေကောင်းသောအပင်အမျိုးမျိုးကိုထာဝရရှင်ဘုရားသခင်ပေါက်စေတော်မူ၏ထိုဥယျာဉ်အလယ်၌သက်ပင်လည်းရှိကောင်းမကောင်းသိကျွမ်းရာအပင်လည်းရှိအဲ့တော့ဒီနေရာမှာဘုရားသခင်ရဲ့အေဒင်ဥယျာဉ်ကိုတွေ့ရပြီးတော့အဲ့ဒီအေဒင်ဥယျာဉ်ထဲမှာအများကြီးရှိတယ်ဒါပေမဲ့ထူးခြားတဲ့အပင်နှစ်ပင်ရှိတယ်တစ်ပင်ကအသက်ပင်နောက်တစ်ပင်ကကောင်းမကောင်းသိကျွမ်းရာအပင်ဖြစ်တယ်ဘုရားကအသက်ပင်ကိုစားခိုင်းတယ်ကောင်းမကောင်းသိကျွမ်းရာအပင်ကိုတော့လုံးဝမစားခိုင်းဘူးမသွားခိုင်းဘူးဆိုတဲ့အတိတ်ပဲကျွန်တော်တက်ရောက်တယ်အဲ့တော့ဒီຢာကိုကြည့်တဲ့အခါမှာနော်ဒီချမ်းစာတွေကိုကျွန်တော်ကြည့်တဲ့အခါမှာအပင်ဆွဲသဘောတရားကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ငငယ်ကလေးကသင်ခဲ့ရတယ်လို့ပဲကောင်းမကောင်းသိကျွမ်းရာအပင်ကအသီးကိုအာရန်နဲ့အေဝါကစားလိုက်လို့ကျွန်တော်လူသားအားလုံးကဒုက္ခရောက်တယ်ဆိုတော့ကျွန်တော်လည်းငငယ်ကလေးကဒီနှုတ်ကပတ်ချမ်းစာကိုနားမလည်ခင်အချိန်ထိတော့မိကုန်းတွေအများကြီးရှိတယ်အပင်တစ်ပင်ကအသီးကိုစားလိုက်တာနဲ့ငါတို့လူသားအမျိုးနွယ်အားလုံးကဘာကြောင့်ဒုက္ခရောက်ရတာလဲမတရားဘူးပေါ့နော်ဒီလိုဒါကသိပ်ပြီးတော့ logical သိပ်မဆန်ဘူးလို့ကျွန်တော်အဲ့လိုမျိုးစဉ်းစားဘူးတယ်မိကုန်းတွေလည်းထုတ်ဖူးတယ်နောက်ပိုင်းမှာတော့ကျွန်တော်ဘာနားလည်လာလဲဆိုတော့ဒီအပင်တွေဟာတစ်ပင်ကိုပြောတာမဟုတ်ဘဲနဲ့ပုပ်ကိုပြောတာဖြစ်တယ်ဆိုတာကိုနားလည်လာတယ်ဒီမှာရှိတဲ့သူတွေအနေနဲ့အပင်တစ်ပင်ရဲ့အသီးကိုစားပြီးတော့ဒုက္ခရောက်တယ်ဆိုတဲ့အရာထက်ပုပ်ကိုဒီအပင်တွေကပုပ်ကိုဖြစ်တယ်ဆိုတာကိုသဘောပေါက်ပြီးတော့အဲ့ဒီပုပ်ကိုတွေအောက်မှာဝန်ခံလိုက်လို့သူတို့ရွေးချယ်လိုက်တဲ့ပုပ်ကိုအောက်မှာဝန်ခံလိုက်လို့အဲ့ဒီပုပ်ကိုနဲ့ဆိုင်တဲ့နယ်ပယ်တွေကိုရောက်သွားတယ်အုပ်ချုပ်မှုအောက်ထဲကိုရောက်သွားတယ်လို့သဘောပေါက်ဖို့လိုပါတယ်အဲ့တော့ဒီချမ်းစာကိုကြည့်တဲ့အခါမှာနော်အပင်ဆွဲသဘောတရားကိုမြင်ရတယ်ရေးခဲ့တာကဘာလို့လဲဆိုတော့မောရှေဖြစ်တယ်မောရှေဆိုတာကကဘာဦးပြီးတဲ့နောက်ပိုင်းဖန်ဆင်းခြင်းနောက်ပိုင်းလူသားဆိုတော့ပေါ်လာပြီးတော့နှစ်ပေါင်း2600လောက်ကြာမှမောရှေကမွေးလာတာဆိုတော့
လွန်ခဲ့တဲ့သူမမွေးခင်နှစ်ပေါင်း2000ကျော်ကကိစ္စကိုသူဘယ်လိုလုပ်သိပြီးတော့ဒီကျမ်းစာကိုရေးလဲလို့မေကွန်းထုတ်เสียရှိတယ်အဖြေကဘာလဲဆိုရင်ဖျားသခင်ကသူ့ကိုယူပါယုံအားဖြင့်ဖွင့်ပြတယ်မြင်စေတယ်ဘယ်အချိန်မှလဲအေဂုတုကထွက်လာတဲ့အချိန်မှာတိနာတောင်ပေါ်မှာဘုရားသခင်နဲ့မောရှေကတခါတည်းရက်ပေါင်း40အစာကိုမစားရေကိုမတောက်ဖဲနဲ့ဘုရားရဲ့မျက်မှောက်တော်ထဲမှာသူ့မှာဆာလောင်ခြင်းဆိုတာလည်းမရှိတော့ဘူးဝိညာဉ်တော်ကသူ့ကိုခွန်အားပေးတဲ့အခါမှာဘုရားရဲ့မျက်မှောက်တော်ထဲမှာလူဖြစ်ခြင်းနဲ့ဆိုင်တဲ့အရာကတခါတည်းနော်လူရဲ့သဘောတရားဆိုအစာမစားရေကိုမတောက်ရက်40ဆိုသေပြီပေါ့ဒါပေမဲ့ဘုရားမျက်မှောက်တော်ထဲမှာသေခြင်းဆိုတာမရှိဘူးဟာလေလုယာအဲ့တော့ဘုရားသခင်ကသူ့ကိုခွန်အားပေးတဲ့အခါမှာသူကရက်40လုံးလုံးဘုရားနဲ့မိသားရဖွဲ့တယ်ရက်40လုံးလုံးမှာဘုရားသခင်ဖွင့်ပြတဲ့အရာတွေကိုမောရှေကမှတ်တမ်းတင်နဲ့လိုက်လုပ်တယ်အဲ့ဒီကတခုကဘာလဲဆိုတော့တဲတော်တိဆောက်တဲ့ကိစ္စဖြစ်တယ်တဲတော်တိဆောက်တဲ့ဘုရားရှင်လောက်ခိုင်းတဲ့ပွဲတော်တွေကိုမှတ်တမ်းတင်တယ်ဘုရားသခင်ပေးတဲ့ဤဥပဒေသားတွေကိုသူကရေးတယ်အဲ့ဒါဒီကျမ်းစာအုပ်ရဲ့ပထမဦးဆုံးကျမ်း၅ကျမ်းဖြစ်တဲ့ကဘာဦးကျမ်းထွတ်မြောက်ရာကျမ်းဝတ်ပြုရာကျမ်းတောလေရာကျမ်းတရားဟောရာကျမ်းဆိုတဲ့ကျမ်း၅ကျမ်းဖြစ်တယ်ကရင်လို့ဆိုပို့ပြီးမှတ်လို့လွယ်တယ်ကရင်မှာဘယ်လိုရေးလဲဆိုတော့1မောရှေ2မောရှေ3မောရှေ4မောရှေ5မောရှေမောရှေရေးခဲ့တဲ့ကျမ်းစာမို့လို့အခုမြန်မာကျမ်းစာလို့နာမည်မရေးထားဘူးမောရှေရေးတဲ့ကျမ်း၅ကျမ်း1 2 3 4 5ပြီးသွားပြီနော်ကျွန်တော်ကျမ်းစာအလွတ်ကျက်တာရမ်းလွယ်တယ်ဆိုတော့မောရှေရေးခဲ့တယ်ကျမ်း၅ကျမ်းအဲ့တော့ဒီကျမ်း၅ကျမ်းကိုမောရှေကဘယ်လိုရေးနိုင်တာလဲသူမမွေးခင်ကအဖြစ်အပျက်တွေဘာကြောင့်လဲဘုရားဖွင့်ပြတယ်ဘယ်ထဲမှာလဲဘုရားရဲ့မျက်မှောက်တော်ထဲမှာတိနာတောင်ပေါ်မှာတခါတည်းဘုရားမီးတောင်မီးရှန်ထဲမှာဘယ်သူမှဝင်လို့မရဘူးเนาะအပြင်မှာသူ့ရဲ့လက်ထောက်ဖြစ်တဲ့ယောရှုကအပြင်မှာစောင့်ရတယ်အသက်ကြီးသူတွေအားလုံးကတခါတောင်အောက်မှာသူတို့ကပြန်ပြီးတော့စောင့်ကြတယ်တောင်ထိပ်တစ်ခုထဲမှာပဲဘုရားရဲ့တိမ်တိုက်ကြီးကတခါလွှမ်းမိုးပြီးတော့မီးအဲ့ဒီမှာမီးเนาะမီးလောင်ပြီးတော့တခါတည်းမိုးကြိုးနဲ့မုန်တိုင်းနဲ့အဲ့ထဲမှာဘယ်သူရောက်နေလဲမောရှေရောက်နေတယ်ရက်40လုံးလုံးနေရောညရောဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာဖြစ်တယ်အဲ့ဒီမှာပြည့်ညတ်တော်10ပါးကိုပေးတယ်လှုပ်ရမယ့်အရာမလှုပ်ရမယ့်အရာအားလုံးကိုမောရှေကိုပေးတယ်မောရှေကအကုန်လုံးကိုမှတ်တမ်းတင်တယ်သူကောင်းကောင်းမှတ်တမ်းတင်နိုင်တယ်သူကောင်းကောင်းကျွမ်းကျင်တယ်အထူးသဖြင့်ဘယ်အရာကိုကျွမ်းကျင်လဲဆိုရင်စောက်လုပ်ရေးနဲ့ဆိုင်တဲ့အရာကိုဘယ်အချိန်မှလဲဆိုရင်တဲတော်ဆောက်မဲ့အချိန်မှာတဲတော်ဆောက်တဲ့အခါမှာရွှေတက်ကိုတက်ဖို့လိုတယ်ငွေတက်ဖို့လိုတယ်ကြေးတက်ကိုတက်ဖို့လိုတယ်လက်သမားပညာကိုတက်ဖို့လိုတယ်အထယ်လိပ်ပညာကိုတက်ဖို့လိုတယ်အယောင်အသွေးတွေရဲ့သဘောတရားကိုနားလည်ဖို့လိုတယ်တခါတည်းစီမီနဲ့ဆိုင်တဲ့အရာတွေကိုလှုပ်ရတဲ့အခါမှာစီရဲ့သဘောတရားတွေအားလုံးကိုနားလည်ဖို့လိုရယ်မီးရဲ့သဘောတရားတွေအားလုံးကိုနားလည်ဖို့လိုရယ်ဘသူသိလဲမောရှေသိတယ်ဘာဖြစ်လို့သိလဲအေဂုတုပြည်မှာနှစ်ပေါင်း40မွေးကလေးကပညာသင်ခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ဘုရားသခင်ကသူ့ကိုအေဂုတုပြည်မှာနန်းတော်မှာနှစ်ပေါင်း40ပညာသင်တယ်ဆိုတာကအချင်းဤသက်မဟုတ်ဘူးဣသရေလလူမျိုးအားလုံးကကြုံဖြစ်နေတာဘာမှနားမလဲဘူးကြုံရဲ့စိတ်ဓာတ်ရှိတယ်မိဘမဲ့ရဲ့သဘောတဘာဝရှိတယ်ဆင်းရဲသားစိတ်ဓာတ်ရှိတယ်တခါကြီးမြတ်တဲ့အရာတွေကိုလုပ်နိုင်မယ်လို့သူတို့ဘယ်တော့မှမထင်ဘူးသို့တော်လည်းမောရှေတယောက်တည်းသောသူကတော့အဲ့ချိန်တုန်းကကဘာပေါ်မှာအကြီးဆုံးတိုင်းပြည်ဖြစ်တဲ့တိုးတက်ဆုံးတိုင်းပြည်ဖြစ်တဲ့အစင်းမြင့်ဆုံးတက္ကသိုလ်လို့ပြောလို့ရတဲ့နန်းတော်မှာဆရာပေါင်းစုံနဲ့သူပညာသင်ရတယ်ဆေးပညာကိုကျွမ်းကျင်တဲ့အင်ဂျင်နီယာပညာကိုကျွမ်းကျင်တဲ့အာခီတက်ကိုကျွမ်းကျင်တဲ့နော်အင်ဂျင်နီယာသိပ္ပံတက်ကိုကျွမ်းကျင်တယ်ရွှေတက်ငွေတက်သူအကုန်လုံးသိတယ်ဆောက်လုပ်ရေးလုပ်ငန်းတွေသူလုပ်တတ်တယ်စစ်ရေးဆရာကိုသူကျွမ်းကျင်တယ်တခါတည်းအထက်လန်းအောင်လန်းနဲ့ဆိုင်တဲ့နီးလန်းတွေကိုသူသိတယ်တကိုးနမိတ်လက္ခဏာနဲ့ဆိုင်တဲ့အရာတွေကိုသိတယ်အခုချိန်ထိဒီနေ့ကဘာပေါ်မှာရှိတဲ့အထက်လန်းအောင်လန်းဆရာနတ်ကိုးကွယ်တဲ့လူအားလုံးကိုမေးကြည့်ပါအစင်းအမြင့်ဆုံးအထက်လန်းအောင်လန်းနဲ့ဆိုင်တဲ့တိုင်းပြည်ပဲရလေအီဂျစ်လို့ယခုချိန်ထိပြောတော့မယ်ယခုချိန်ထိအီဂျစ်တိုင်းနိုင်ငံသည်အထက်လန်းအောင်လန်းနဲ့ဆိုင်တဲ့ပညာမှာထိတ်ဆုံးမှရှိနေတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်နတ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတကိုးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကျွမ်းကျင်သောသူတွေဖြစ်တယ်မှောင်မိုက်မှာနေသောသူတွေလည်းဖြစ်တယ်မှောင်မိုက်ရဲ့ဆရာတွေလည်းဖြစ်တယ်ဆိုတော့နတ်ဆိုးနဲ့ပေါင်းပေါ်ပြီးတော့လှုပ်တဲ့ကိစ္စတွေကိုလည်းမောရှေကအကုန်လုံးတွေးခဲ့မြင်ခဲ့ပြီးသားဖြစ်တယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုကမ္ဘာမြေကြီးမှာအဆင့်မြင့်ဆုံးအတော်ဆုံးအဆိုးဆုံးဆိုတဲ့အရာတွေအားလုံးဟာအေဂုတုတိုင်းပြည်မှာရှိတယ်နှစ်40လုံးလုံးပညာသင်ရတယ်ဆိုတော့စဉ်းစားကြည့်ပါဘယ်လောက်တောင်တက်မလဲအသက်40အရွယ်အထိပညာသင်ရတယ်ဆိုတာကအမြင့်ဆုံးပညာတွေကိုသင်ရဆိုတော့ဘယ်လောက်တောင်ကျွမ်းကျင်မလဲ။ဒါကြောင့်မလို့လေဘုရားသခင်ကမောရှေကိုတခါတည်းအတိုင်းအတာတွေကိုပြောတဲ့အခါမှာမောရှေကကောင်းကောင်းမှတ်တမ်းတင်နိုင်တယ်။ကျွန်တော်တို့ကသာအဲ့ထက်ခေါ်သွားပြီးမှတ်တမ်းတင်ခိုင်းရင်နော်တခါပေလားမီတာလားနဲ့ကျွန်တော်ဒုက္ခရောက်နေမှာနော်သင်္ချာ formula တွေနဲ့လည်းတော်တော်လေးနော်ဒုက္ခရောက်ပြီးတော့ဘုရားပြောတာကတခုကိုမှတ်တမ်းတင်တာကတလွဲပြန်ဆောက်လိုက်တော့ပုံတပုံထွက်နော်ဒုက္ခတွေရောက်နေမှာမောရှေကတော့ဘုရားပြင်ဆင်ထားတဲ့ခါကျတော့အချိန်ရောက်လို့ဘုရားအလုပ်ကိုလုပ်ရတဲ့အခါမှာလောကမှာပြင်သင်ထားတဲ့ပညာတွေနဲ့ပြန်ပြီးတော့အသုံးချနိုင်တယ်ဆိုတာကိုတွေ့ရလိမ့်မယ်။ဒါကြောင့်တစ်ခါတလေမှာကိုရောက်တဲ့နေရာကမှားတယ်လို့ကိုအသက်တာထဲမှာထင်ကောင်းထင်လိမ့်မယ်။ဒါပေမဲ့ဘုရားကအကြံစီရှိနဲ့ကျွန်တော်တို့ကိုသင်ပေး
ပေးထားတာဖြစ်တယ်ဟာလေလုယာကျွန်တော်ကဒီနေ့ဖခင်အမှုမဆောင်ခင်မှာအင်ဂျင်နီယာကျောင်းပညာရပ်ကိုတက်ရောက်တဲ့ခါကျတော့ဒီနေ့အစာဦးဆောက်တာတစ်ခုခုကိုတီဆောက်ရမယ်ဆိုဘယ်လိုပုံစံမျိုးလဲပြဿနာတွေကိုဖြေရှင်းရမယ်ဆိုတာကဘယ်လိုချင်းကပ်ရလဲဆိုတာကိုအခြေခံအားဖြင့်သဘောပေါက်တဲ့အခါမှာဘုရားသခင်ရဲ့ဉာဏ်ပညာနဲ့ဖွင့်ပြလိုက်တဲ့အခါကျတော့အော်ငါသင်ထားတဲ့ပညာတွေကဒီလိုလုပ်လို့ရပါလားဆိုတော့သဘောပေါက်လာတယ်။ဒါကြောင့်မို့ညီကောင်မောင်မတို့တခါတည်းမှာကျွန်တော်တို့ဘာတွေပြောတဲ့ဆိုလောကပညာကဘာမှအရေးမကြီးပါဘူး။အိုးဘုရားသခင်ရဲ့ပညာပဲအရေးကြီးတယ်။မှန်ပါတယ်ဘုရားသခင်ရဲ့ပညာကပိုအရေးကြီးပါတယ်။ဒါပေမဲ့လည်းဘုရားသခင်ဒီလောကပညာကိုလည်းပြစ်ထားတဲ့ဘုရားမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီလောကနဲ့လောကရက်ကိုပြင်ဆင်တော့ဘုရားသခင်ကိုယ်တိုင်ပဲဖြစ်တယ်။ဒါကြောင့်မလို့လောကမှာရှိတဲ့ပညာဆိုတာကဘုရားသခင်ဖန်ဆင်းထားသောအရာတွေကိုရှာဖွေတွေ့ရှိတာဖြစ်တယ်။အာမင်။အဲ့ဒီပညာတွေကိုသင်တာဘာမှမမှားပါဘူး။အရေးကြီးတာကထိုပညာရက်တွေကိုဘုရားအကျိုးအတွက်သုံးဖို့ဖြစ်တယ်။နိုင်ငံတော်အတွက်သုံးဖို့ဖြစ်တယ်။ဟာလေလုယာ။အဲ့ဒီအတွက်သုံးပြီးဆိုရင်တော့သင်တတ်ထားသောပညာကတကယ်ပဲတန်ဖိုးရှိလာပြီ။ဒါပေမဲ့သင်တတ်ထားသောပညာကိုမှောင်မိုက်နဲ့ဆိုင်တဲ့နယ်ပယ်မှာသုံးရင်တော့သင်ဘလောက်ပဲပညာတတ်တဲ့ဘလောက်ပဲချမ်းသာကြွယ်ဝအကျိုးမရှိပါဘူး။နောက်ဆုံးမှာတေခြင်းမှာပဲလမ်းဆုံးမှာဖြစ်တယ်။ဆုံးရှုံးခြင်းမှာပဲလမ်းဆုံးမှာဖြစ်တယ်။အာမင်။အကြောင်းဒီနှုတ်ကပတ်ကျမ်းစာကိုရေးတဲ့အခါမှာမောရှေကသူခေတ်သူခါတော့ကသူနားလေတဲ့ပုံစံဒါပြောရမယ်ဆိုရင်ကဘာပေါ်မှာဣသရေလလူမျိုးထဲမှာအတော်ဆုံးအဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ဉာဏ်ပညာအထက်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ဒီလူကိုဘုရားကဖွင့်ပြတဲ့အခါမှာသူမြင်တဲ့အရာတွေကိုကြားတဲ့အရာသူမှတ်တမ်းတင်တယ်။အဲ့တော့သူရဲ့အမြင်အာရုံထဲမှာသူဟာကဘာဦးကိုစဖန်ဆင်းတဲ့ချိန်မှာသူကိုယ်တိုင်မမြင်ခဲ့ရတဲ့အတွက်ကြောင့်မလို့ဘုရားဖွင့်ပြတဲ့အတိုင်းပဲသူမြင်ယူပိုင်ုံထဲမှာသူတွေ့ရတဲ့အတိုင်းပဲသူကမှတ်တမ်းတင်တာဖြစ်တယ်အဲ့တော့ဘုရားကမောရှေကိုစာရန်အကြောင်းကိုကောင်းကင်နဲ့ဆိုင်တဲ့အရာတွေကိုဖွင့်ပြမယ်ဆိုမောရှေနားလည်မှာမဟုတ်ဘူးသူမြေကြီးနဲ့ဆိုင်တဲ့အရာတော့နားလည်တယ်ကောင်းကင်နဲ့ဆိုင်တဲ့အရာတော့နားလည်မှာမဟုတ်ဝိညာဉ်နယ်ပယ်ကိုဖွင့်ပြရင်အခုမှကျမ်းစာတော့မပေါ်သေးဘူးအခုမှလူတွေကိုစပြီးရွေးကောက်ရုံပဲရှိသေးတယ်ကျမ်းစာဆိုတော့တအုပ်မှမရှိသေးဘူးဣသရေလလူမျိုးတွေကဘယ်လိုနားလည်လဲဘုရားကိုဘိုးဘေးတွေကိုကိုယ်ွယ်တဲ့ဘုရားဒါကြောင့်ဘုရားကသူ့ကိုသူမိတ်ဆက်တဲ့ခါမှာနာမည်နဲ့မမိတ်ဆက်ဘူးသူဘယ်လိုမိတ်ဆက်တယ်ငါဟာသင်တို့ဘိုးဘေးတွေဖြစ်တဲ့အာဗြဟံဣဇက်ယာကုပ်တို့ကိုးကွယ်တဲ့ဘုရားဖြစ်တယ်သူတို့နားလည်တဲ့နီလန်းနဲ့ပဲမိတ်ဆက်တယ်သူရဲ့နာမတွေအကြီးကြီးတွေရှောက်မပြောဘူးသင်တို့ဘိုးဘေးတွေကိုးကွယ်တဲ့ဘုရားကလွှတ်လိုက်တယ်လို့ပြောပါဒီလိုပဲမောရှေကိုမှားတယ်အဲ့တော့ဒီနေ့မောရှေကိုလည်းဘုရားကသူဖွင့်ပြတဲ့အခါမှာသူလောကပညာဘလောက်ပဲအဆင့်မြင့်ဆုံးတတ်ပါစေအဲ့ဒီအချိန်ကာလမှာကဘာပေါ်မှာအတော်ဆုံးကမောရှေလို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီမောရှေကကောင်းကင်နဲ့ဆိုင်တဲ့အရာတွေကိုနားလည်ဖို့ခက်တဲ့အခါမှာဘုရားကမြေကြီးနဲ့ဆိုင်တဲ့အရာတွေနဲ့ဖွင့်ပြရတယ်ဒါကြောင့်မို့သူကအေဒင်ဥယျာဉ်ကိုမြင်တဲ့အခါမှာအေဒင်ဥယျာဉ်မှာတစ်ပင်နှစ်ပင်နေနဲ့မြင်တယ်အဲ့တကယ်တော့အဲ့တစ်ပင်နှစ်ပင်ဟာပုပ်ကိုပြောနေခြင်းဖြစ်တယ်ပုပ်ကိုပြောနေခြင်းဖြစ်တယ်ဒီပုပ်ကိုသူကဘုရားကဖွင့်ပြတဲ့အခါမှာဝိညာဉ်နယ်ပယ်နဲ့ဆိုင်တဲ့ပုံသဏ္ဍာန်တွေဖြစ်တဲ့ကြောင့်မလို့မောရှေနေနဲ့မှတ်တမ်းတင်ဖို့ကျွန်တော်တို့ကလည်းဖတ်တဲ့အခါမှာနားလည်ဖို့တကယ်မလွယ်နိုင်ပါဘူး။ဒါကြောင့်မလို့ဘုရားကသူ့ကိုဘယ်လိုမြင်စေလဲဆိုတော့တစ်ပင်နှစ်ပင်နေနဲ့မြင်စေတယ်။တစ်ပင်ကိုတော့အသက်ပင်နောက်တစ်ပင်ကိုတော့ကောင်းမကောင်းသိကျွမ်းရာအပင်ပြီးရင်မောရှေပါမြင်တယ်ဘုရားသခင်ကအေဒင်ဆိုတဲ့အရက်ကိုပြင်ဆင်တာကိုမြင်တယ်။အဲ့ဒါမတိုင်ခင်မှာမောရှေကဘာကိုကြားတယ်ဖြစ်စေဆိုစကားလုံးကိုကြားတယ်။အဲ့စကားကိုကြားတာနဲ့တခါတည်းနေတွေလတွေကျယ်တွေပေါ်လာရောက်သူမြင်ရတယ်။မြေကြီးမှာရေတွေလွှမ်းခြုံတဲ့အရာကိုမြင်ရတယ်။ရေကနေကုန်းပေါ်လာတဲ့အရာကိုမြင်ရတယ်။ကုန်းပေါ်မှာတစ်ပင်တွေတောင်တန်းတွေဖြစ်လာတာကိုသူမြင်ရတယ်။မြေကြီးအောင်မှာတခါတည်းငါးတွေရေကနေပြီးတော့ငှက်တွေဖျားဖန်ဆင်းတာကိုမြင်ရတယ်။မြေကနေတွားတဲ့တရိတ်ဆန်တွေမွေးဖွားလာတဲ့ຢာကိုဖြစ်စေစကလုံးတိုင်းကိုကြားတိုင်းမှာ तू မြင်နေရတယ်ဒါပေမဲ့နောက်ဆုံးရက်ကိုရောက်လာတဲ့ခါမှာဖန်ဆင်းတဲ့6ရက်မြောက်နေ့ကိုရောက်လာတဲ့ခါမှာတော့ဖြစ်စေဆိုစကလုံးကို तू မကြားဘူး तू ဘာကိုမြင်လဲဆိုတော့ဖယားခင်ကိုယ်တိုင်ကမြေကြီးကနေလူပုံတရံသူကဲ့သို့သောလူပုံတရံကိုလုံနေတာကို तू မြင်တယ်အဲ့ဒီမြင်တဲ့အရာပေါ်မှာခါတဲ့လူပုံတရံဖြစ်ပြီးသွားတဲ့ခါမှာဘုရားသခင်ကိုယ်တိုင်ကဖြစ်စေမဟုတ်တော့ဘဲနဲ့အဲ့ဒီကိုခန္ဓာတဲ့ကိုအသက်ဝိညာဉ်မှုတ်သွင်းလိုက်တာကိုသူမြင်တယ်အဲ့လိုမှုတ်သွင်းလိုက်တဲ့ခါမှာလူဟာအသက်ရှင်သောတရားဝါဖြစ်လာပြီးတော့စပြီးတော့အသက်ရှင်လာတဲ့ဆိုတဲ့အရာကိုသူမြင်တယ်သူမြင်တဲ့အတိုင်းသူမှတ်တမ်းတင်ထားတာနောက်ဆုံးမှလူအဲ့ဒီဆောကအာရန်ကိုကြီးစွာသောအိတ်ချင်းနဲ့အိတ်စေပြီးတော့လူသည်တယောက်တည်းမနေကောင်းဆိုတဲ့အတိုင်းပဲအထောက်မှလိုတယ်ဆိုတော့အာရန်ကိုအိတ်စေပြီးတော့အာရန်ထဲကနေပြီးတော့မျိုးသမီးကိုပြန်ပြီးတော့ထုတ်လိုက်တယ်။ဒါကြောင့်မလို့ကျွန်တော်ပြောပြမယ်ဒီနေ့ဘုရားသခင်ရဲ့နှုတ်ကပတ်ကျမ်းစာမှာဘုရားသခင်ရဲ့သမီးတွေလို့ရေးလေမတွေ့ရဘူး။များသောအားဖြင့်ဘုရားသခင်ရဲ့သမီးတွေလို့ရေးလေမတွေ့ရဘူး။ဘုရားရဲ့သားလို့ပဲရေးတယ်။ဒါပေမဲ့တစ်ချမ်းမှာရောပဲထိုသူကိုလက်ခံမြသောသူတိဟုသောကိုရောကိုယုံကြည်သောသူတို့ဟာဘုရားသခင်တာဖြစ်ရတော့အခွင့်ပေးတယ်ဆိုတော့ဒီကသမီးတွေမပါတော့သလိုလိုပဲဒါပေမဲ့ကျမ်းစာကဘာကိုပြောနေတာဆိုတော့သားဆိုတဲ့အထဲမှာအကုန်ပါတာကိုပြောချင်တာအဲကြောင့်ကဘာဦးစကလေးကအာရန်ကိုဖန်ဆင်းကလေးကအေဝါကအာရန်ထဲမှာပါလာပြီးသားဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ကတယောက်တည်းတော့မဟုတ်ဘူးနှစ်ယောက်ဆိုတဲ့အရာကိုဘုရားပြင်တဲ့အခါမှာနောက်ထပ်မြေကြီးကမလုပ်တော့ဘူးအာရန်ကိုကြီးစွာသောအိတ်ချင်းနဲ့အိတ်တယ်အာရန်စီကနေပြီးအေဝါကိုထုတ်လိုက်ပြီးတော့နောက်တစ်ယောက်ဖန်ဆင်းပြီးတော့နှစ်ယောက်ပေါင်းတဲ့အခါမှာဘုရားကဘာပြောဆိုတော့ဒါနှစ်ယောက်မဟုတ်ဘူးတစ်ယောက်တည်းတဲ့
တသားတကိုယ်တည်းဖြစ်လိမ့်မယ်တလုံးတစ်ဝါတည်းဖြစ်လိမ့်မယ်နှစ်ယောက်မဟုတ်ဘူးတစ်ယောက်တည်းလို့ပြောတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ဇနီးမောင်နှံတွေပြန်ပြီးတော့ပေါင်းစည်းတဲ့အခါမှာဇနီးမောင်နှံပေါင်းစည်းရလို့ပြောတဲ့အခါမှာယောက်ျားနဲ့မိန်းမကအတူမင်္ဂလာဆောင်တဲ့အခါမှာဘုရားသခင်ရှေ့လူရှေ့မှာမင်္ဂလာအခမ်းအနားကိုပြုတ်ပြီးတော့ပေါင်းဖက်တဲ့အခါမှာလူဟာနှစ်ယောက်မဟုတ်ဘူးတစ်ယောက်တည်းဖြစ်တယ်ဘုရားသခင်တဘိုးတင်တဲ့အရာဖြစ်တယ်လူကပေါင်းတာမဟုတ်ဘူးဘုရားကပေါင်းဆက်ပေးတာဘယ်ကလေးကလဲကဘာဦးကလေးကလူသားကိုအဲ့ဒီအတိုင်းပဲဘုရားကပြင်ဆင်တာဒါကြောင့်မလို့အမျိုးသမီးတယောက်ရဲ့အသက်တာထဲမှာအမျိုးသားတယောက်ရဲ့လိုအပ်ချက်ကအမြဲတမ်းရှိတယ်အဲ့လိုပဲအမျိုးသားတယောက်ရဲ့အသက်တာထဲမှာအမျိုးသမီးတယောက်ရောက်လာတဲ့အခါကျမှပဲပြည့်စုံတယ်လူပြိုများအပြိုများအာမင်ကြည်ကြည်လေးထူပါအောင်ဘုရားသခင်ရဲ့အကြံစီပဲဆိုတော့အခုမောရှေကသူမြင်တဲ့အရာကိုသူရေးတာဖြစ်တယ်အဲ့တော့နောက်ဆုံးကြတော့အာရန်နဲ့အေဝါမှာအေဝါကအပင်အသက်ပင်ရှိတဲ့နေရာကိုမသွားဘဲနဲ့သူကကောင်းမကောင်းတိကျွမ်းရအပင်စီကိုသွားတာမြင်တယ်အဲ့ဒီဥယျာဉ်မှာအပင်အများကြီးရှိတယ်ဒီအပင်နှစ်ပင်ကအင်မတန်မှထူးခြားတယ်အထူးဖြင့်ကောင်းမကောင်းတိကျွမ်းရအပင်ကအင်မတန်မှလှပပြီးတော့အကိုင်းခက်တွေများပြားပြီးတော့အင်မတန်မှကြီးမားပြီးတော့တခါတည်းသူ့ရဲ့နေပယ်ကလည်းတခါအင်မတန်မှကြီးကျယ်ပြီးဒီဟာကြီးကိုတွေ့တယ်ဒါပေမဲ့အေဝါကနော်ဒါနော်အဲ့ဒါရှိဒါပေမဲ့မောရှေမြင်တာကအဲ့ဒီအပင်စီကိုအေဝါသွားနေတာကိုမြင်တယ်အေဝါကသွားပြီးတော့အဲ့ဒီအပင်ကအသီးဟာအင်ပဒံမှာစားခြင်းစရာကောင်းတယ်လိုချင်တတ်မဲ့စိတ်ဖြစ်တယ်တကယ်ဒီအသီးကိုစားလိုက်လို့ကတော့ငါအလိုဆန္ဒပြည့်ပြီဆိုတော့နှလုံးသားမျိုးနဲ့တခါတည်းယူပြီးတော့စားတယ်စားရုံနဲ့မကဘူးအာဒံကိုပါပေးတယ်အဲ့တော့ဒီအရာကိုမောရှေကမြင်တဲ့အတိုင်းပဲမှတ်တမ်းတင်တယ်ဒါပေမဲ့တကယ်တော့အဲ့ဒီအရာကိုအသီးစားတဲ့ကိစ္စကိုပြောချင်တာမဟုတ်ဘူးတော့ကျွန်တော်တို့ဒီအရာလေးကိုနားလည်ဖို့ကျမ်းစာထဲမှာအပင်လို့ပြောပြီးဆိုရင်အသက်တာကိုပြောနေတာဖြစ်တယ်ပုဂ္ဂိုလ်ကိုပြောနေတာဖြစ်တယ်ကျွန်တော်ငယ်ငယ်ကလေးကဖတ်ခဲ့ရတဲ့ကျမ်းစာတစ်ခုရှိပါတယ်အဲ့ဒါကတော့စာလံအခန်းကြီး1ဖြစ်တယ်အလွတ်ကြက်မှတ်ဖို့တဲ့လူတွေအထူးသဖြင့် Sunday School တက်တဲ့သူတွေသိပါလိမ့်မယ်မတရားသောသူတို့၏တိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့၏လမ်းတွေမရက်မနေမထီမဲ့မြင်ပြုသောသူတို့၏အစီဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနေ့ညမပြတ်ဆင်ခြင်အောင်းမေ့သောသူသည်မင်္ဂလာရှိအကြောင်းမူကားထိုသူသည်မျက်နှာမှာစိုက်လျက်မိမိအချိန်တန်မှအသီးကိုတီး၍အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏ပြုလေသမျှတို့၌အောင်လေသည်ကျွန်တော်တို့ကိုဘာနဲ့ခိုင်းနိုင်လဲအပင်နဲ့ခိုင်းနိုင်တယ်မြစ်ကဘယ်သူ့ကိုခိုင်းနိုင်တာလဲယေရှုခရစ်တော်ကိုခိုင်းနိုင်တာကျမ်းစာထဲမှာယေရှုခရစ်တော်ကငါစီကိုလာတော်သူဟာရေငတ်ခြင်းနဲ့အစင်မပြတ်ကင်းလွတ်လိမ့်မယ်ငါပေးသောရေကိုတောက်တော်သူဟာရေငတ်ခြင်းနဲ့အစင်မပြတ်ကင်းလွတ်မယ်လို့ပြောတဲ့အခါမှာယေရှုကအဲ့ဒီသူနဲ့စကားပြောနေတဲ့ရှမာရိအမျိုးသမီးကိုသူ့ရဲ့အိတ်ကတ်ထဲကရေဘူးထုတ်ပြီးတိုက်လိုက်တာမဟုတ်ပါဘူးရေဟာထာဝရအသက်ကိုပြောနေတာဖြစ်တယ်အသက်ရှင်ခြင်းကိုပြောနေတာဖြစ်တယ်ဘသူစီကစီးထွက်နေတာလေခရစ်တော်စီကစီးထွက်နေတာဒါကြောင့်ခရစ်တော်စီမှာခိုလုံတော်သူဟာအသက်ရေကိုရတယ်ဟာလေလုယာထာဝရအသက်ကိုရတယ်အသက်ရှင်ခြင်းကိုရတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာဟာအပင်တစ်ပင်လိုပဲဘယ်အပင်လဲအသက်မြင့်ရည်နားမှာစိုက်တဲ့အပင်လိုပဲအဲ့ဒီအသက်မြင့်ရည်ကနေစီးဆင်းလာတဲ့အာဟာရကိုရတဲ့အခါမှာတို့အသက်တာဟာအသီးသီးတယ်ဟာလေလုယာလန်းဆန်းတယ်ကျမ်းမာတယ်ရွှင်လန်းတယ်လွတ်မြောက်တယ်အာမင်တို့ကိုပြောနေတာဖြစ်တယ်အပင်ဒါပေမဲ့ဘယ်သူကိုပြောနေရလဲတို့ယုံကြည်သူတွေကိုပြောနေတာယေရှုကိုယုံကြည်သောမိခိုသောသူတိုင်းကိုအပင်နဲ့ခိုင်းနိုင်နေတာကြောင့်ဘုရားသခင်ကနှုတ်ကပတ်ကျမ်းစာကိုရေးတဲ့အခါမှာတော့၎င်း prophet တွေကိုဖွင့်ပြတဲ့အခါမှာတော့၎င်းဓာတ်ရိုက်ပြောတာအရန်ရှားတယ်မရှိဘူးတော့မဟုတ်ဘူးရှိတယ်ဓာတ်ရိုက်ယေစကြည်လားဆိုရင်သူကဓာတ်ရိုက်ပြောတယ်သူကဓာတ်ရိုက်ကြီးမြင်တော့သူတော်တော်လေးတုန်လှုပ်မှာပဲအဲ့လိုပဲကျွန်တော်တမန်တော်ယောဟန်ဆိုရင်လည်းဓာတ်ရိုက်ဖွင့်ပြလိုက်တော့ယေရှုကိုတကယ်ဖျားအသွင်နဲ့တကယ်တကိုးနဲ့ပြည့်စုံတဲ့အတိုင်းမြင်တဲ့အခါမှာသူဟာတဲ့လဲကျပြီးတော့သေလူမတက်ဖြစ်တယ်တဲ့ဗျာလေးကျမ်းထဲမှာရေးထားတယ်ဖတ်ကြည့်ပါတကယ်တော့ယောဟန်တမန်တော်ယောဟန်ဆိုတာဘယ်လိုလူမျိုးလဲယေရှုရဲ့ရင်ခွင်တော်ထဲမှာလဲလျောင်းတဲ့အထိတော်တော်လေးနီးနီးကပ်ကပ်နေတဲ့သူဖြစ်တယ်မြင်အောင်ကြည့်ပါဆရာပြည့်စုံကဆရာရဲ့ရင်ခွင်မှာလဲလျောင်းနေဆိုတော့ကြည့်လို့တော့တိတ်တော့မကောင်းဘူးပေါ့နော်ဆရာမအားစင်ရဲ့ရင်ခွင်မှာလဲလျောင်းနေဆိုတော့ဒါလက်ခံလို့ရတယ်လေနော်ဒါပေမဲ့ဆရာစောရဲ့ရင်ခွင်မှာလဲလျောင်းနေဆိုဘာကိုဆိုလိုချင်တာလဲတကယ်တော့အိမ်မတန်ရင်းနှီးတော့တပည့်ဖြစ်တယ်တပည့်တော်12ပါးမှာယောဟန်လောက်ယေရှုကိုခင်တာမရှိဘူးယောဟန်လောက်ယေရှုကိုနီးစပ်တာမရှိဘူးလို့ဆိုလိုချင်တာဒါပေမဲ့အဲ့လောက်ထိနီးနီးကပ်ကပ်နေခဲ့တဲ့ယောဟန်ကယေရှုရဲ့ဖျားစင်စစ်ကိုတကယ်လဲမြင်ရောခြေတော်ရင်းမှာသေလူမတက်ဖြစ်သွားတယ်ဒါကြောင့်ဖျားကဝိညာဉ်နယ်ပယ်ကိုဓာတ်ရိုက်ဖွင့်ပြလိမ့်မရှိဘူးဖွင့်ပြရင်မခံနိုင်ဘူးကျွန်တော်တို့ခံစားချက်ကျွန်တော်မြင်တဲ့အရာတွေကျွန်တော်နားလေတဲ့အရာနဲ့ဖျားကိုနားလေဖို့ဆိုတာမဖြစ်နိုင်ဘူးကြောက်ပြီးထွက်ပြေးဖို့ပဲစဉ်းစားမှာ
ဣသရေလလူမျိုးတွေတိနာတောင်ပေါ်မှာဘုရားသခင်ငါတို့ကိုတွေ့မယ်တောင်ချိန်မှာဆုလို့ပြောတဲ့ခါမှာတို့အားလုံးကတခါရေတွေပါချိုးပြီးတော့3ရက်လုံးကိုယ်ခန္ဓာကိုတန်ရှင်းရဲ့စိတ်နှလုံးကိုစင်ကြယ်ပြီးတော့ဘုရားကိုစောင့်နေကြတယ်တို့မျှော်လင့်ထားတဲ့ဘုရားကကျွန်တော်တို့မျှော်လင့်ထားသလိုပဲအေးဆေးဆေးကြွလာမယ်ထင်နေတာတို့ဘုရားကြောင့်သွားရင်တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်ဆူဆူညံ့ညံ့နေမကြိုက်ဘူးဘုရားကိုညင်ညင်တသားလေးပဲကိုယ်ကွယ်ခြင်းအေးဆေးဆေးလေးကိုကွယ်ပြီးတော့အိတ်သွားရောဣသရေလလူတွေအဲ့လိုမျှော်လင့်တာဘုရားကိုကြွလာမယ်ဆိုရင်သူတို့စိတ်လှုပ်ရှားငါတို့ကိုအေဂုတုပြည်ကထုတ်ဆောင်တဲ့ဘုရားငါတို့ကိုဂျွန်ဘွားကလွတ်မြောက်စေတဲ့ဘုရားတောင်ချိန်မှာဆုကြတယ်ဘုရားကတကယ်လဲကြွလာအောင်မြင်းကလေးလှုပ်ခြင်းမိုးချိုပစ်ခြင်းမီးလောင်ခြင်းတောင်တစ်ခုလုံးကအတန်နေမြည်တဘိုးခရာအတန်နေနဲ့ကြွလာတော့ဣသရေလလူတွေဘာလုပ်လဲထွက်ပြေးရောမဲဖျားကိုသူတို့ကပြောလိုက်သေးတယ်ကိုရောတဲ့နောက်တစ်ခါအဲ့လိုမလုပ်နဲ့တဲ့ကျမ်းစာဖတ်ကြည့်နောက်တစ်ခါစကားပြောခြင်းမောရှေကတစ်စင်ပဲပြောပြပါတယ်အမေဖျားကလာတွေ့ရသေးတယ်ကိုကဈေးကင်နေလိုက်သေးတယ်အဲ့တော့ဖျားခင်ကဓာတ်ရိုက်ဖွင့်ပြရင်လူတွေမခံနိုင်ဘူးဆိုတော့ဖျားကောင်းကောင်းသိတယ်ဒါကြောင့်နှုတ်ကပတ်ကျမ်းစာမှာရှိတဲ့သူ့ရဲ့လူတွေကိုဖွင့်ပြတိုင်းမှာသူကပုံဥပမာတွေနားလည်နိုင်တဲ့အခြေအနေတွေနဲ့ဖွင့်ပြတယ်ဒါကြောင့်ယေရှုကသူ့ကိုယ်သူဘယ်လိုပြောလဲဆိုတော့ငါဟာစပြစ်နွယ်ပင်ဖြစ်တယ်ပြောကြည့်ပါငါဟာစပြစ်နွယ်ပင်ဖြစ်တယ်သင်တို့ဒီအခက်လက်များဖြစ်တယ်ငါ၌မတည်ဘူးဆိုရင်အတိမသိနိုင်ဘူးဆိုတော့အချိန်မရတော့ကျမ်းစာတွေတော့မဖတ်တော့ဘူးယေရှုကသူ့ကိုယ်သူဘယ်လိုခိုင်းနိုင်လိုက်လဲအပင်လို့ခိုင်းနိုင်လိုက်တယ်အဲကြောင့်ကျမ်းစာထဲမှာအပင်လို့ပြောပြီးဆိုရင်အပင်ကိုတကယ်တော့ပြောချင်တာမဟုတ်ဘူးပုဂ္ဂိုလ်ကိုပြောချင်တာအခက်လက်လို့ပြောတဲ့အခါမှာအခက်လက်လို့မြင်စေချင်တာမဟုတ်ဘူးအဲ့ဒီအပင်နဲ့ချိတ်ထားတဲ့အဲ့ဒီအပင်နောက်ကိုလိုက်တဲ့အဖွဲကိုပြောနေတာငါဟာစပြစ်နွယ်ပင်ဖြစ်တယ်သင်တို့ဟာအခက်လက်တွေဖြစ်တယ်။ဒါကြောင့်မလို့အပင်တပင်ရဲ့အခက်လက်ဆိုတာကအဲ့ဒီဆော့ဆော့ကပင်စီဖြစ်တဲ့အဲ့ဒီအပင်ရဲ့နောက်ကိုလိုက်တော်သူတွေဖြစ်တယ်။ဒါကြောင့်မလို့အေဒီဥယျာဉ်ထဲမှာရှိတဲ့အသက်ပင်ဆိုတာကယေရှုခရစ်တော်ကိုပြောနေတာ။အေဒီဥယျာဉ်ထဲမှာရှိတဲ့ကောင်းမကောင်းသိကျွမ်းရအပင်ဆိုတာစာတန်ကိုပြောနေတာ။စာတန်ကိုပြောနေတာအပင်ကိုပြောနေတာမဟုတ်ဘူး။ဒါကြောင့်လူသားကအသီးလေးတစ်လုံးစားပြီးဒုက္ခရောက်တာမဟုတ်ဘူးစာတန်ကိုဝန်ခံလိုက်လို့တကယ်တော့ဒီမြေကြီးကိုအုပ်စိုးဖို့အခွင့်အာဏာပေးတာလူသားကိုပေးတာလူသားကစာတန်ကိုတွားပြီးတော့ဝန်ခံအနှံလိုက်တဲ့အခါမှာသူတို့မှာရှိတဲ့အုပ်ချုပ်တဲ့အခွင့်အာဏာအားလုံးဟာစာတန်စီကိုရောက်သွားတယ်ဒါကြောင့်စာတန်ဟာဒီလောကကမ္ဘာကိုအုပ်စိုးတော်သူဖြစ်လာတယ်ဟေရှာယဒီနေ့တော့ကျွန်တော်တိတ်တော့မပြောချင်ပေမဲ့စာတန်အကြောင်းနဲ့ပြောမယ်ဟေရှာယအနာဂတိကျမ်းခန်းကြီး14 12ကနေ16ဟေရှာယအနာဂတိကျမ်းခန်းကြီး14 12ကနေ16အိုနနတ်သားမိုးတောက်ကျဲသင်သည်ကောင်းကင်ကကြားလေပြီတကားအဖြစ်ပြည်တို့ကိုနှိပ်စက်သောသင်သည်မြေတိုင်အောင်ခုတ်လဲခြင်းကိုခံရလေပြီတကားသင်ကလည်းကောင်းကင်ပေါ်သို့ငါတက်မည်ဘုရားသခင်ကျယ်တို့အပေါ်မှာငါပလင်ကိုငါချီးမြှောက်မည်မြောက်မျက်နှာဘက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မည်မိုးတိမ်ထိပ်ပေါ်သို့ငါတက်မည်အမြင့်ဆုံးသောဘုရားကဲ့သို့ငါနေမည်ဟုစိတ်အကြံရှိလေပြီသို့တော်လည်းသင်သည်မရဏနိုင်ငံသင်ချိုင်းတွင်ထဲသို့နှိမ့်ချခြင်းကိုခံရလေပြီဆက်ဖတ်မယ်ဆိုရင်ဒါနည်းနည်းသားမိုးတောက်ကျဲဆိုတဲ့လူစီဖာသူ့ရဲ့နာမည်ရင်းကစာရန်ရဲ့နာမည်ကလူစီဖာဖြစ်တယ်လူစီဖာရဲ့အတိတ်ဘယ်ကအင်တာမကောင်းပါတယ်နည်းနည်းသားမိုးတောက်ကျဲအဲ့မဲ့သူ့ရဲ့အတိတ်ဘယ်သူ့ရဲ့ Greek စကားမှာနော်သူ့ရဲ့အတိတ်ဘယ်ကဘာလဲဆိုရင်သူကအလင်းကိုတည်ဆောင်တော်သူဖြစ်တယ် light bringer လို့ခေါ်တယ်အလင်းကိုတည်ပေးရတော်သူဖြစ်တယ်လက်တင်ဘာသာစကားမှာလူစီဖာရဲ့အတိတ်ဘယ်ကဟေပြဲမှာကျတော့လူစီဖာရဲ့အတိတ်ဘယ်ကကျတော့ shining one ထွန်းလင်းတောက်ပတော်ကျဲ day star နော်ဒါနည်းနည်းသားမိုးတောက်ကျဲ morning star နည်းနည်းသားမိုးတောက်ကျဲအဲ့လိုမျိုးအတိတ်ဘယ်ရတယ်ဒါပေမဲ့လက်တင်ဘာသာစကားမှာကျတော့သူကအလင်းကိုတည်ဆောင်ရတော်သူလို့အတိတ်ပဲရတယ်ဒါသူ့ရဲ့တာဝန်ဖြစ်တယ်အခုယေရှုခရစ်တော်ရဲ့နာမည်ကဘာလဲမေရှိယဟုတ်လားအပြစ်သားတွေကိုလောကကိုအပြစ်ကနေကယ်ထုတ်ပေးမဲ့သူမေရှိယအဲကြောင့်နာမည်ကသူ့ရဲ့အလုပ်ကိုလည်းပြောနေတာဖြစ်တယ်ဒါဆိုရင်စာတန်ရဲ့အလုပ်ကဘာလဲလူစီဖာရဲ့အလုပ်ကဘာလဲအလင်းကိုတည်ဆောင်ပေးရတဲ့သူဖြစ်တယ်ဒါဆိုရင်အလင်းဆိုတာဘာလဲ
ယောဟန်ခန်းကြီး1ကိုခဏလောက်ကြည့်အောင်ယောဟန်ခန်းကြီး1အငယ်1ကစဖတ်ခြင်းနဲ့အစာဦး၌နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိနှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်သည်အစာဦး၌ဘုရားသခင်နှင့်အတူရှိထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုများမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိ၏ထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်၏ထိုအလင်းသည်မှောင်မိုက်၌လင်း၍မှောင်မိုက်သည်မခံယူအလင်းဟာဘာတူလဲယေရှုခရစ်တော်။ဒါကြောင့်အလင်းဆိုတာလေအခုမြင်ရတဲ့ဒီလိုမျိုးဆလိုက်မီအလင်းကိုပြောနေတာမဟုတ်နေရဲ့အလင်းကိုပြောနေတာမဟုတ်ယေရှုကိုပြောနေတာ။ယေရှုကအစကတည်းကဘယ်သူနဲ့အတူရှိတယ်။ဘုရားသခင်နဲ့အတူရှိတယ်။နှုတ်ကပတ်တော်လို့လည်းခေါ်တယ်။သူဟာဖန်ဆင်းရှင်လည်းဖြစ်တယ်။ယေရှုဟာ။ဒါကြောင့်ကဘာဦးဖန်ဆင်းခြင်းအခုကျွန်တော်ဆောဖတ်ခဲ့တဲ့ကဘာဦးကျမ်းခန်းကြီး1မတိုင်ခင်ကတည်းကဘယ်သူရှိနေလဲ။ယေရှုရှိနေတယ်။အဲ့ဒီယေရှုဆိုတဲ့အလင်းအဲ့ဒီအလင်းကိုပြန်လဲပြီးတော့ထွန်းလင်းဖို့ရန်တာဝန်အဲ့အလင်းကိုတည်ဆောင်ရတော်သူရဲ့တာဝန်အလင်းကိုတည်ပေးတော်သူကဘယ်သူလဲဆိုရင်လူစီဖာဖြစ်တယ်။ဒါကဘာဦးမတိုင်ခင်ကလေးကအဖြစ်အပျက်ကိုနားလည်ဖို့ပြောနေတာဒီကျမ်းစာထဲမှာဆိုရင်အငယ်နှစ်မှာပါတဲ့ထိုနှုတ်ကပတ်တော်သည်အစဦး၌ဘုရားသခင်နှင့်အတူရှိအဲ့ဒီအစဦးဆိုတဲ့စကားလုံးသည်ကဘာဦးကျမ်းအခန်းကြီး1အငယ်1ကအစဦးထက်ပိုစောတယ်ကပောက်ကျန်ခန်းကြီး1အငယ်1ကအစာဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတယ်အဲ့ဒါဖန်ဆင်းခြင်းရဲ့အစာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအစာမတိုင်ခင်ကလေးကဘယ်သူရှိပြီးသားလဲနှုတ်ကပတ်တော်ဆိုတာရှိပြီးသားနှုတ်ကပတ်တော်ဆိုတာဘယ်သူလဲယေရှုဖြစ်တယ်ယေရှုကဤလောကရဲ့အလင်းဖြစ်တယ်ဘယ်သူနဲ့လူရှိတာလဲဘုရားသခင်နဲ့အတူရှိပြီးသားဖြစ်တယ်ဒါပေမဲ့အဲ့ဒီအလင်းကိုတည်ဆောင်ဖို့တာဝန်ကျတာဘယ်သူလဲနက်နက်သားမိုးတောက်ကျယ်လူစီဖာဖြစ်တယ်အဲ့တော့ဆောကျွန်တော်တို့ဖတ်ခဲ့တဲ့ယေဇကျေလထဲမှာအလင်းကိုတည်ခွင့်ရတဲ့တည်ဆောင်တော်သူဖြစ်တဲ့အဲ့ဒီလူစီဖာကသူ့ကိုယ်သူချီးမြှောက်တယ်အဲ့ဒါလေးကိုသေချာဖတ်ကြည့်ပါကျယ်တို့ပေါ်မှာငါထိုင်မယ်ဆိုလူစီဖာအဲ့ဒါကြာစင်ချင်းမတိုင်ခင်ကအဖြစ်ပဲ तू အဲ့လိုမျိုး तू စိတ်ကူးတယ် तू လှုပ်ဆောင်တယ်ဒါပေမဲ့ကျမ်းစာထဲမှာတခါတည်းအခုကျွန်တော်တို့ရဲ့လူသမိုင်းကမ္ဘာသမိုင်းကိုတော့မှဒီကျမ်းစာအုပ်နဲ့ဘယ်လိုလို့ဆက်မှာလဲမဆက်ဘူးလေနော်အချင်းချုပ်ထားရဒါကမ္ဘာရဲ့သမိုင်းကိုအချင်းချုပ်ထားတဲ့စာအုပ်ဖြစ်တယ်ဒါတော့မှဒါယေရှုခရစ်တော်လောက်ဝါးကတဲ့ပုံမှာအသေးခံပြီးတော့3ရက်မြောက်သောနေ့မှာအသက်ရှင်ပြီးတော့ကောင်းကင်ဘုံကြွသွားတဲ့နောက်ပိုင်းနှစ်အနည်းငယ်ပဲအထိပဲမှတ်တမ်းတင်ထားတာဖြစ်တယ်အခုကျွန်တော်တို့ရဲ့အချိန်ကာလမှတ်တမ်းတင်တာမပါသေးဘူးဒီကျမ်းစာထဲမှာအဲ့တော့ဒီကျမ်းစာသည်ဒီကဘာမြေကြီးနဲ့ပတ်သက်တဲ့ຢာကိုတော့မနေ့အနှစ်ချုပ်ထားရတာကျွန်တော်တို့နားလည်နိုင်လောက်အောင်ဖခင်ကဖော်ပြပေးထားတာဟိုးကဘာမတိုင်ခင်အစတွေကိုအခုယေဇကျေလထဲမှာဖော်ပြထားတဲ့ကျမ်းစာလောက်နေတော့အကုန်လုံးပဲဖော်ပြလို့ရမလဲဒါပေမဲ့လည်းဘာနားလည်လို့ရတယ်လူစီဖာရဲ့အလုပ်ကိုနားလည်လို့ရတယ်လူစီဖာဘာကြောင့်ကြာဆင်းလဲဆိုတော့ကျွန်တော်တို့သိတယ်။ဒါကြောင့်မို့သူကြာဆင်းခြင်းမတိုင်ခင်ကတည်းကသူကသူ့ကိုသူချီးမြှောက်ဖို့ကျယ်တို့အပေါ်မှာမိုးတိမ်ပေါ်မှာဒီလိုမျိုးပြောတဲ့အခါမှာဒီဤလောကစัจ java ကြီးသည်အခုကဘာမြေကြီးကျွန်တော်တို့လူသားကိုမဖန်ဆင်းခင်ကတည်းကဤစัจ java ကြီးကိုဘုရားကဖန်ဆင်းပြီးသားဖြစ်တယ်။ဘာကြောင့်လဲစာရမကြာဆင်းသေးဘူး။အဲ့ချိန်မှာကတည်းကဒါပေမဲ့အဲ့ချိန်မှာကတည်းကသူဘာစဉ်းစားလဲကျယ်တို့အပေါ်မှာငါထိုင်မယ်ဟုတ်လားမိုးတိမ်ပေါ်ငါတက်မယ်မိမိကိုချီးမြှောက်မယ်ဆိုတော့အဲ့ချိန်မှာကောင်းကင်တမန်တွေဖျားဖန်ဆင်းပြီးသွားပြီဤစัจ java ကြီးကိုဖန်ဆင်းပြီးသွားပြီအဲ့တော့ဒီကျမ်းစာအုပ်ဒီကျွန်တော်တို့လူသားအခုလက်ရှိမျိုးဆက်အာဒံနဲ့အေဝါကစတဲ့မျိုးဆက်နောက်ပိုင်းကိုပဲမှတ်တမ်းတင်ပြီးတော့ကျွန်တော်တို့အဲ့လောက်ပဲနားလည်ထားတာဖြစ်တယ်အာဒံနဲ့အေဝါမတိုင်ခင်ကအဖြစ်ပြက်တွေအများကြီးကကျမ်းစာထဲမှာအသေးစိတ်မပါဘူးဒါပေမဲ့ပါတဲ့ຢာတွေလည်းအများကြီးရှိတယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့ဆက်ပြီးတော့ဖတ်ရအောင်ယေဇကျေလယေဇကျေလခန်းကြီး28ကိုအရင်ဖတ်ချင်တယ်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ဗီဒီယိုထဲမှာတော့အသေးစိတ်မပြောခဲ့ဘူးဒါပေမဲ့ဒီနေ့မှာဒီအကြောင်းအရာလေးတွေကိုပို့ပြီးတော့ပြောချင်တယ်ဘာကြောင့်လဲဆိုတော့အသင်းတော်ရဲ့အခွင့်အာဏာဘလောက်တောင်ကြီးမားလဲဆိုတာကိုသိစေချင်လို့ဖြစ်တယ်ယေဇကျေလနာဂတိကျမ်းခန်းကြီး28ဖြစ်တယ်အငယ်ကျွန်တော်7ကနေစဖတ်ချင်တယ်သင်သည်ငါစီတို့ရောက်လာ၍အချင်းလူသားတူတူရှင်ပြန်အတွက်မြည်တမ်းသောစကားကိုမွတ်၍အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာသင်သည်ထူးဆန်းသောတစိတ်ဖြစ်ပညာနှင့်ပြည့်စုံ၍တင့်တယ်ခြင်းအသရေလဲစုံလင်လျက်ရှိဆိုဟေရှာယမှာလည်း
မာနအကြောင်းဒီလူစီဖာအကြောင်းကိုကျွန်တော်တို့သိခဲ့ပြီစာတန်မာနအကြောင်းကိုအခုလည်းဒီချမ်းစာလေးကစာတန်အကြောင်းကိုဖော်ပြနေတယ်သူကထူးဆန်းသောတစ်စိတ်ဖြစ်တယ်ဒါသူ့ရဲ့ဝိသေသနာတစ်ခုဖြစ်တယ်ထူးဆန်းသောတစ်စိတ်ဖြစ်တယ်ပညာနဲ့ပြည့်စုံတယ်တင့်တယ်ခြင်းအသရေလည်းစုံလင်တယ်နောက်လူစီဖာဘယ်လောက်ထိလှပလဲတင့်တယ်လဲဆိုတော့ချမ်းစာကဖော်ပြထားတယ်ကျွန်တော်တို့ထင်ထားတဲ့လူစီဖာကဂျိုတွေနဲ့တခါတည်းကြောက်စရာကောင်းတယ်အဲ့လိုမျိုးထင်ထားတတ်တာဟုတ်ပါသလားဒါပေမဲ့ချမ်းစာကဘာပြောထားဆိုလူစီဖာကအင်မတန်မှလှပတော်သူဖြစ်တယ်တင့်တယ်တော်သူဖြစ်တယ်တကိုးနဲ့ပြည့်စုံတော်သူဖြစ်တယ်အင်မတန်မှတန်ဖိုးကြီးတော်သူဖြစ်တယ်အင်မတန်မှနှစ်လိုဝယ်ကောင်းတော်သူဖြစ်တယ်အလင်းကိုလည်းတည်ဆောင်ရတော်သူဖြစ်တယ်သူ့ရဲ့နာမည်ကအင်မတန်လှပတယ်နက်နက်သားမိုးတောက်ခြင်းကဲစပ်ဖတ်ရအောင်အေဒင်အရက်ဘုရားသခင်ဥယျာဉ်တော်၌နေပြီအကြောင်းမလို့ဆော့ဆော့ပြောတဲ့ကောင်းမကောင်းသိကျွမ်းရအပင်ဟာအပင်မဟုတ်ဘူးစာတန်ကိုပြောနေတာသူဘယ်မှာနေလဲအေဒင်ဥယျာဉ်မှာသူ့ရဲ့ domain ရှိတယ်သူအုပ်ချုပ်ရတဲ့နေပယ်ရှိတယ်တခုပြောခြင်းနဲ့အေဒင်ဥယျာဉ်ဆိုတာကမြေကြီးပေါ်မှာရှိတဲ့တစ်တော်တစ်ခုကိုပြောနေတာမဟုတ်ဘူးတောင်တန်းတစ်ခုကိုပြောနေတာမဟုတ်နေရာဒေသတစ်ခုကိုပြောနေတာဘုရားသခင်ပြင်ဆင်သောကောင်းကင်နဲ့ဆိုင်သောအရာဖြစ်တယ်ဒါပေမဲ့မြေကြီးပေါ်မှာချထားပေးတာဝိညာဉ်နယ်ပယ်ကိုပြောတာဖြစ်တယ်။ဒါကြောင့်မလို့စာတန်ကအဲ့ဝိညာဉ်နယ်ပယ်ထဲမှာသူရှိတယ်။ဝိညာဉ်နယ်ပယ်ထဲမှာဘသူရှိတယ်။ယေရှုလည်းရှိတယ်။ဒါပေမဲ့အဲ့နေရာမှာဘသူနေခွင့်ရလဲ။ကောင်းကင်နဲ့မြေကြီးကိုချိတ်ဆက်ထားတဲ့ဖခင်သခင်နဲ့ပုံတဲ့တညီတဲ့ဖြစ်တဲ့လူသားဖခင်ရဲ့သားကနေခွင့်ရတယ်။အာရန်နဲ့အေဝါကနေခွင့်ရတယ်။ဘာကြောင့်လဲဖခင်သားသမီးဖြစ်နေလို့မြေကြီးနဲ့ဆိုင်တဲ့နေရာမှာဖခင်ကိုယ်စားအုပ်ချုပ်ဖို့အခွင့်ပေးထားလို့သူတို့ကအေဒင်ရက်မှာနေခွင့်ရတယ်။ဒါပေမဲ့စာတန်အောက်ကိုခိုလုံလိုက်တဲ့အခါမှာအေဒင်ရက်ကိုသူတို့မပေးတော့ဘူး။အသက်ပင်လည်းသူတို့နဲ့မဆိုင်တော့ဘူးကဲအဲ့တော့အခုအေဒင်အရက်ထက်မှာဘာသူရှိလဲစာတန်ရှိတယ်စာတန်ရဲ့အကြောင်းလေးကိုနည်းနည်းလေးဖတ်ရအောင်အေဒင်အရက်ဘုရားသခင်ဥယျာဉ်တော်၌နေပြီးသင်၏ခေါင်းပေါ်မှာကြောက်နီဥတ္တဖရာစိတ်မျက်ရွယ်ကြောင်ငကဲ့သွဲ့နီလာမြဗရမအစရှိသောကြောက်မြတ်အမျိုးမျိုးတို့ကိုစောင်းလေ၏ရွှေဖြစ်လို့သောပတ်တာပလွေတို့သည်လည်းသင်ဖွာသောနေ၌ပင်သင်ဖို့ပြင်ဆင်လျက်ရှိကြ၏ဖတ်ရင်းနဲ့မိုးကုတ်ရောက်သွားသလိုလိုဖကန့်ရောက်သွားသလိုခံစားရဘူးလားကျွန်တော်တို့လိုချင်တဲ့ຢာအကုန်လုံးဘယ်သူစီမှာရှိလဲစာရန်စီမှာရှိတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်လှပခြင်းအသရေတင့်တယ်ခြင်းအသရေခေါင်းပေါ်မှာစောင်းထားတာဖြစ်တယ်တကယ့်ကိုတန်ဖိုးရှိသောအရာတွေနဲ့ပြည့်စုံတယ်ဘုရားကသူ့ကိုအကောင်းဆုံးဖန်ဆင်းထားတာပြင်ဆင်ထားတာကောင်းကင်တမန်တွေထဲမှာအမြင့်ဆုံးနေရာကိုပေးထားတာသူ့ရဲ့အလုပ်ကလည်းဘုရားရဲ့အလင်းကိုသူကတည်ဆောင်ရတာဘုရားရဲ့ဘုန်းကိုထင်ရှားဖို့ဘုရားကသူ့ကိုခန့်ထားတာသူ့ရဲ့အလုပ်နောက်တစ်ခုကဘာလဲဆိုရင်သူဟာmusic တူရိယာတွေနဲ့ပြည့်စုံတဲ့အတွက်ကြောင့်မလို့သူ့ရဲ့အလုပ်တစ်ခုကဘာဆိုဖခင်ကိုကိုးကွယ်ချီးမွမ်းရတဲ့အလုပ်ဖြစ်တယ်။ဘာကြောင့်လဲသူ့စီမှာသူတင်ဖွာသောနေ့၌ပင်သူ့ကိုဖခင်ပြင်ဆင်တဲ့နေ့မှာပင်တင်ဖို့ရွှေဖြင့်လုပ်သောပတ်တာပလွေတို့သည်လည်းတင်ဖွာသောနေ့၌ပင်တင်ဖို့ပြင်ဆင်လျက်ရှိကြ၏သင်သည်ဖြန့်၍လွှမ်းသောခေရုဗိမ်ဖြစ်လျက်ငါအခွင့်နှင့်ဘုရားသခင်တန်ရှင်းသောတောင်ပေါ်မှနေရာကျ၍မိတောက်သောကြောက်တို့တွင်သွားလာရ၏စာရန်ရဲ့အလောက်ကအဲ့ဒါဖြစ်တယ် music တူရိယာနဲ့ပြည့်စုံမြင်အောင်ကြည့်ပါစာရန်သွားတဲ့နေရာတိုင်းမှာ music တန်နေနဲ့လွှမ်းခြုံနေတယ်တူရိယာတန်နေနဲ့လွှမ်းခြုံနေတာယာနာပြောပွဲအတန်နေရှိတယ်ဒီမှာရှေ့လူတိုင်းက music တန်ကြားပြီးဆိုရင်တော့ music အမျိုးအစားပဲမတူတာလူတိုင်းကတော့ music ကိုကြိုက်တယ်ကိုကြိုက်တဲ့အဆိုတော်ပဲမတူတာတခြင်းတွေကိုတော့လူတိုင်းကြိုက်တယ် music ဟာလူတွေရဲ့စိတ်နှလုံးကိုတာယာစေတယ်လန်းဆန်းစေတယ်ပေါ့ပါစေတယ်တပြိုင်နက်တည်းမှာထို music အလူတွေရဲ့နှလုံးသားကိုတခါတည်းဆွဲယူသွားတယ်တိမ့်ပိုက်သွားတယ်ဆိုချင်းဆိုတဲ့လူတွေရုပ်မချောပါဘူးအတန်အရန်ကောင်းတယ်ဆရာပြည့်စုံတော့ကြီးနေကျွန်တော်သူ့ကိုပြောတာမဟုတ်ပါဘူးဒါမှမဟုတ်အဲ့တချင်းကိုကြိုက်တဲ့ခါမှာအဲ့ဆိုတော်ကိုကြိုက်တယ်ကျန်တဲ့လူတွေကျွန်တော်တို့ခေတ်တုန်းကကြတော့နာမည်ဘယ်သူကြီးလဲဆိုတော့လေးဖြူကနာမည်ကြီးတယ်လေးဖြူကတချင်းခွေစားထွက်တဲ့ခါကျတော့သူ့ပုံဓာတ်ပုံမဖော်ပြထားဘူးအဲ့ဒါကြောင့်လည်းတချင်းပေါက်တာလားမသိဘူးဒါကြောင့်လည်းကျွန်တော်ဆရာပြည့်စုံကိုပြောတယ်တချင်းနဲ့ရေးပြီးသူများကိုပဲဆိုခိုင်းပါလို့အဲ့ဒါဆိုအဲ့တချင်းအရန်ပေါက်လိမ့်မယ်လို့ကျွန်တော်သူ့ကိုပြောလေးရှိတယ်ဟာကျွန်တော်ကတော့ဟာအချင်းနဲ့အရန်ကောင်းအရန်ကြိုက်တယ်ဒါပေမဲ့လေးဖြူဘယ်သူလဲမသိဘူးကျွန်တော်မြင်လည်းမမြင်ဘူးသူကအဲ့ချိန်တုန်းကကျွန်တော်ခေတ်တုန်းကတိတ်ခွေဆိုတော့အဲ့တိတ်ထဲမှာသူ့ရဲ့ဓာတ်ပုံတွေပါတယ်မပါဘူးသူကပကြီးဆွဲတဲ့ဒီဇိုင်းနဲ့ပဲတခါလေးဖြူဘာညာနောက်တစ်ခွေထွက်လာလေးဖြူဘသူမှန်းကိုမသိအောင်နောက်ဆုံးနှစ်ခွေသုံးခွေလောက်ထွက်ပြီးတော့မှလူတွေအားလုံးပြိဿအခိုင်မာရပြီဆိုတော့မှတခါလေးဖြူဘသူလဲထွက်လာတော့တော်တော်ချောတာပဲအရန်သဘောကျသွားတယ်ပြောမယ်ဆိုရင်တော့မင်းသားတယောက်လိုချောမောတဲ့ပုံစံမဟုတ်ဘူးဆိုတာကိုဆိုချင်တာမှာသူရုပ်ဆိုးတယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးဒါပေ
ပေမဲ့လည်း music ကိုကြိုက်တဲ့ခါမှာ hero ဟုတ်တယ်မလားဟာငါတို့အကြိုက်ဆုံးဆိုတော့လက်ခံကြတာပဲရုပ်ကိုမကြည့်တော့ဘူးအဲ့တော့ပြောချင်တာက music ဆိုတဲ့အရာကနှလုံးသားကိုသိမ့်ပိုက်သွားတော့လက်နက်တစ်ခုဖြစ်တယ်တကိုးတစ်ခုဖြစ်တယ်ဘသူကပေးထားလဲဖခင်ကပေးထားတာဘသူကိုပေးထားလဲနက်နက်သားမိုးတောက်ကျယ်လူစီဖာကိုပေးထားတာတော့သူ့ရဲ့အလုပ်တစ်ခုကပါလဲဖခင်ကိုချီးမွမ်းတဲ့လုပ်ဖခင်ကိုကိုးကွယ်တဲ့လုပ်ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်တည်တဲ့လောက်နှစ်ခုရှိတယ်တစ်ခုကပါလဲဆိုရင်ဖခင်ရဲ့အလင်းကိုတည်ဆောင်တော်သူတနည်းပြောမယ်ဆိုဖခင်ဘုန်းကိုထင်ရှားစေတော်သူနောက်ထပ်အလုပ်တစ်ခုကဖခင်ကိုချီးမွမ်းကိုးကွယ်ရတော်သူဒါပေမဲ့အဲ့ဒီအလုံးနှစ်ခုလုံးကိုအခုဘယ်သူတွေလုပ်နေကြလဲဟယ်လိုအဲ့ဒီအလုံးနှစ်ခုလုံးကိုဘယ်သူတွေလုပ်နေကြလဲအခုကျွန်တော်တို့တွေလုပ်နေကြတယ်မဟုတ်ဘူးလားဘုရားကဘာပြောလဲသင်တို့ဟာဤလောကရဲ့အလင်းဖြစ်တယ်တောင်ထိပ်မှာတည်ထားသောမြို့ကိုမကွယ်နိုင်ဘူးဟာလေလုယာသင်တို့ရဲ့အလင်းကိုဘယ်ဟာကမှမကွယ်နိုင်ဘူးတစ်ချိန်လုံးကစာရန်ဟာဘုရားရဲ့ဘုန်းကိုအလင်းကိုတည်ဆောင်ရတဲ့သူဖြစ်တယ်သူ့ရဲ့လုပ်ငန်းကိုသူကမလုပ်ဆောင်တော့တဲ့ခါမှာလုပ်ဖို့ပြက်ကွက်တဲ့ခါမှာဖခင်ကသူ့နေရာမှာဘသူကိုအစားထိုးလဲ။သူ့ရဲ့သားသမီးတွေဖြစ်တဲ့ဟာလေလုယာအသင်းတော်ယုံကြည်သူတွေဟာဖခင်ရဲ့အလင်းကိုတည်ဆောင်တော်သူတွေဖြစ်တယ်။ဖခင်ကိုချီးမွမ်းတော်သူတွေဖြစ်တယ်။ဖခင်ကိုကိုးကွယ်တော်သူတွေဖြစ်တယ်။ music အပြင်ဖခင်ကိုချီးမွမ်းကိုးကွယ်တော်သူတွေဖြစ်လာတယ်မဟုတ်ဘူးလား။ဟာလေလုယာ။အာမင်။ဘာကြောင့်ကျွန်တော်တို့ကနေရင်ထိုင်ရင်ဝိညာဉ်ပိုင်းဆိုင်မှာတိုက်ခိုက်ခြင်းကိုခံရတာလဲ။ဘာကြောင့်လဲစာတန်ရဲ့နေရာကိုကျွန်တော်တို့ရသွားလို့ဖြစ်တယ်။ရိုးရိုးလေးပဲသူ့ရဲ့တာဝန်တွေကိုကျွန်တော်တို့ကလွှဲပြောင်းယူလိုက်တဲ့အတွက်ကြောင့်မလို့မာနကကျွန်တော်တို့ကိုကြည့်မရဘူးသူ့ရဲ့ရန်သူကကျွန်တော်တို့အလိုလိုဖြစ်လာတယ်ဒါကြောင့်သူကလည်းတစ်ဖက်မှာမလုပ်လဲ music အဖြစ်လူများစွာကိုသွေးဆောင်တယ်တခြင်းတွေအဖြစ်လူများစွာကိုစိတ်သက်ကြစေတယ်ကိုယ့်ကိုယ်သေချောင်းကြံဖို့တွန်းအားပေးတယ်စိုးညစ်ခြင်းတွေကိုခေါ်သွားတယ်အသွေးသားတက်မဲ့ခြင်းတွေကိုခေါ်သွားတယ်ဆဲဆိုတဲ့စကားတွေနဲ့တခြင်းတွေအများကြီးထွက်လာတယ်အဖို့ချွတ်တွေနဲ့ကားတွေຢာတွေအများကြီးကခက်စားလာတယ်အသွေးသားတက်မဲ့ချင်းဘက်ကိုဆွဲခေါ်သွားတယ်ဘသူကဆွဲခေါ်နေတာလဲလူစီဖာကဆွဲခေါ်တယ်ဘာဖြစ်လို့လဲအဲ့ဒါသူ့စီမှာရှိတဲ့အစွမ်းတတ္တိဖြစ်တယ်ကျမ်းစာထဲမှာအဲ့ဒီအရာတွေကိုဖျားပြန်ယူလိုက်တယ်ဆိုစကားမတွေ့ရဘူးအတိတ်ဘက်ကပါလဲသူနဲ့အတူ music ပါသွားတယ်သူနဲ့အတူအမှုပညာနဲ့ပတ်သက်တဲ့အစွမ်းတတ္တိတွေပါသွားတယ်သူနဲ့အတူကြွယ်ဝချမ်းသာခြင်းတွေပါသွားတယ်သူနဲ့အတူတခါတည်းတကိုးတွေပါသွားပြီးသားဖြစ်တယ်သူဟာလွှမ်းမိုးသောခေရုဗိမ်ဖြစ်တယ်ဆိုတာကအတိတ်ဘက်ကပါလဲဖျားသခင်နဲ့အနီးဆုံးနေရသောကောင်းကင်တမန်ဖြစ်တယ်တဲတော်မှာဗြိဉ္ဉ်တက်တာတော်ကခေရုဗိမ်နှစ်ပါးကအတောင်ကိုရှက်ပြီးတော့လွှမ်းမိုးထားတယ်ဟုတ်ပါသလားအဲ့ဒီအတောင်နှစ်ခုကိုရှက်ပြီးလွှမ်းမိုးထားသောခေရုဗိမ်ဒီကောင်းကင်တမန်နှစ်ပါးရှက်ထားသောအဲ့ဒီဗြိဉ္ဉ်တက်တာရဲ့အဲ့ဒီခေရုဗိမ်နှစ်ပါးအတောင်ထိထားသောနေရာကိုဘယ်လိုခေါ်လဲဂယုဏပလင်လို့ခေါ်တယ်အင်္ဂလိပ်ဆို mercy seat လို့ခေါ်တယ်ဂယုဏပလင်ဂယုဏပလင်ဆိုတာဘယ်သူစိုးစံတဲ့နေရာလဲဖခင်သခင်ရဲ့ပလင်ကိုပြောတာဖြစ်တယ်။ဒါကြောင့်ပေါလုကဆုတောင်းခိုင်းတဲ့အခါမှာဂယုဏပလင်တော်ခြေရင်းတို့အစီတာမရှိတိုးဝင်ကြကုန်ရဲရင်စွာတိုးဝင်ကြကုန်ဘယ်ကိုတိုးဝင်ခိုင်းနေရလဲဖခင်သခင်ရဲ့ပလင်တော်ကိုဖြစ်တယ်။ဒါကြောင့်မာစီစီဆိုတာဘာကိုပြောတာလဲဖခင်သခင်စိုးစံသောနေရာဖြစ်တယ်။ဘသူနဲ့အနီးဆုံးရှိနေရလဲခေရုဗိမ်နဲ့အနီးဆုံးရှိနေတာ။ခေရုဗိမ်ကလွှမ်းမိုးထားတယ်ခေရုဗိမ်ကဖခင်ရဲ့မျက်မှောက်တော်ထဲမှာရှိနေတာဖခင်နဲ့အနီးဆက်ဆုံးသောသူကဘသူလဲနတ်သားမိုးတောက်ကြလူစီဖာပဲဖြစ်တယ်ဒါပေမဲ့အခုအဲ့ဒီမာစီစီနာကိုတိုးဝင်ခွင့်ရတာဘယ်သူတွေဖြစ်သွားလဲဒီမှာရှိတော်သူတွေဖြစ်တယ်အသင်းတော်ဖြစ်တယ်ယုံကြည်သူတွေဖြစ်တယ်ပေါလုကဒါကြောင့်ငါတို့ကြောက်စရာမလိုဘူးတဲ့ရဲရဲနဲ့စိတ်နဲ့တိုးဝင်စမ်းပါတဲ့ဣသရေလလူမျိုးတွေနားလည်ထားတဲ့အရာကတော့အော်မာစီစီဆိုတာကအတန်ရှင်းဆုံးသောနေရာဣသရေလလူမျိုးမှာတော့မှအတန်ရှင်းဆုံးပုဂ္ဂိုလ်တစ်ပါးပဲဖြစ်တဲ့ယေဘရဟိမင်းကြီးကတစ်နှစ်မှတစ်ချိန်လေးပဲအဲ့ဒီမာစီစီရှိတဲ့နေရာကိုဝင်ပြီးတော့ဖခင်ကိုကိုးကွယ်ခြင်းအမှုအပြစ်ဖြေခြင်းအမှုကိုပြုရတာအခုပေါလုကအဲ့လိုမျိုးဖြစ်မှာဆိုလို့ယုံကြည်သူတွေကိုသတိပေးနေတယ်အသင်းတော်ကိုသတိပေးနေတယ်ဘယ်လိုသတိပေးနေလဲဂယုဏတော်ပလင်တော်ကိုရဲရင်စွာတိုးဝင်ကြပါယေရှုအားဖြင့်ဟာလေလုယာအာမင်။တော့စာရန်ရဲ့အစွမ်းတတ္တိတွေတကိုးတွေလှုပ်ဆောင်ချက်တွေကိုမြင်နေဆိုရင်တတိယပါဒါငါလှုပ်ရမယ်လှုပ်ဖြစ်တယ်။မာနကမလှုပ်တော့ဘူး။သူဘုရားကိုမချီးမြှောက်တော့ဘူးမကိုးကွယ်တော့ဘူး။ဘုရားသခင်ပေးတဲ့အစွမ်းတတ္တိတွေပေါ်မှာသူကတခါတည်းကျင့်တဲ့အားရပြီးတော့သူ့ကိုယ်သူဘုရားသခင်ကဲ့သို့ချီးမြှောက်တဲ့ကြောင့်လို့ဘုရားသခင်သူ့ကိုကောင်းကင်ကနေဘုရားရဲ့နေပယ်တွေကနေသူ့ကိုချလိုက်တယ်။ဒါပေမဲ့စာရန်ကသူ့ရဲ့အုပ်ချုပ်တဲ့နေပယ်ရှိတယ်။ဘာကြောင့်လဲ။သူနဲ့အတူသူနဲ့ချိတ်ဆက်ထားတဲ့အကိုင်းခက်တွေပါသွားတယ်ဘသူတွေလဲနတ်ဆိုးတွေဖြစ်တယ်ကောင်းကင်တမန်တွေပဲသူတို့တွေလဲကောင်းကင်တမန်သုံးပုံတပုံကဘသူနဲ့တူပါသွားလဲ
ဒါကျမ်းစာတွေကိုလေ့လာတဲ့အခါမှာကောင်းကင်တမန်3ပုံတစ်ပုံဒီစာတန်နဲ့အတူပါသွားတယ်ဆိုစဉ်းစားကြည့်ပါဒီကောင်းကင်တမန်တွေရဲ့တကိုးတွေသူတို့ရဲ့လှုပ်ဆောင်နိုင်ချက်တွေဟာအများကြီးပဲဒါကြောင့်မလို့ဝိညာဉ်နယ်ပယ်မှာအရေးကြီးတဲ့ပုံကိုနှစ်ခုပဲရှိတယ်တစ်ခုကဘုရားသခင်နဲ့ဆိုင်တဲ့အရာဖြစ်တယ်နောက်တစ်ခုကစာတန်နဲ့ဆိုင်တဲ့အရာဖြစ်တယ်အဲ့လိုပဲဝိညာဉ်ရေးရမှာနိုင်ငံနှစ်ခုရှိတယ်စာတန်အုပ်ချုပ်သောမရဏနိုင်ငံရှိတယ်ယေရှုအုပ်ချုပ်သောကောင်းကင်နိုင်ငံရှိတယ်ဟာလေလုယာဒီမှာရှိသောသူတွေကနိုင်ငံနှစ်ခုမှာတစ်ခုတည်းတော့သက်ဆိုင်ဖို့လိုတယ်တစ်ခုမှမပိုင်သေးကြနောက်တစ်ခုရောက်နေတာဂျားနေနိုင်ငံမရှိဘူးတတိယနိုင်ငံမရှိဘူးလောကမှာတတိယနိုင်ငံပြောင်းလို့ရတယ်နော်ဝိညာဉ်နယ်ပယ်မှာတတိယနိုင်ငံမရှိဘူးသင်ဟာမရဏနိုင်ငံမှာမရှိဘူးဆိုရင်သေချာတယ်ကောင်းကင်နိုင်ငံမှာရှိတယ်သင်ဟာကောင်းကင်နိုင်ငံမှာမရှိဘူးဆိုရင်သေချာတယ်မရဏနိုင်ငံမှာရှိနေတာဖြစ်တယ်သင်သိချင်မှသိလိမ့်မယ်တခါလေကိုနေတဲ့နိုင်ငံဘယ်နာမှတော့မသိဘူးဖြစ်နေနိုင်တယ်ဟုတ်တယ်မလားကျွန်တော်တိုင်းနိုင်ငံတွေအခုမြေကြီးပေါ်မှာတော့မှနေဆက်ရောက်ပြီးဆိုရင်တောတွေတောင်တွေနဲ့ပဲခြားထားတာဟာဒီဘက်ကထိုင်းနိုင်ငံလားဒီဘက်ကမြန်မာနိုင်ငံလားဆိုသိမသိကြဘူးတောထဲရောက်နေတာဟုတ်တော့တခါတည်းမှာသင်ကသိချင်မှသိလိမ့်မယ်ဒါပေမဲ့သင်ရောက်တဲ့နေရာကမရဏနိုင်ငံဆိုရင်တော့ပြဿနာပဲဘာကြောင့်လဲမရဏနိုင်ငံကိုအစိုးရသောစာတန်နဲ့သူ့ရဲ့အပေါင်းပါအခက်အလက်တွေဖြစ်တဲ့နတ်ဆိုးတွေနဲ့အတူသူတို့အုပ်ချုပ်သောနေပယ်မှာနေသောသူတွေရဲ့လမ်းဆုံးဟာကန့်နဲ့လောင်သောငရဲမီးဖြစ်တယ်။အဲကြောင့်ကန့်နဲ့လောင်သောငရဲမီးဟာလူသားတွေအတွက်ဘုရားပြင်ဆင်ထားတဲ့နေရာမဟုတ်ဘူး။စာတန်နဲ့သူ့ရဲ့အပေါင်းပါအတွက်ဘုရားရဲ့နောက်ဆုံးတရားစီရင်ခြင်းဖြစ်တယ်။ဒါပေမဲ့သူတို့အုပ်ချုပ်တဲ့ຢာကိုဝန်ခံလိုက်သောသူတွေဟာသူတို့နဲ့အတူတခါတည်းအဲ့လမ်းကြောင်းကိုပါသွားတာဖြစ်တယ်။ဒါကြောင့်မလို့စာတန်ကဤလောကကဘာကိုအုပ်ချုပ်ထားတဲ့အခါမှာဘာလို့အုပ်ချုပ်တာလဲအာရန်နဲ့အေဝါကအခွင့်အာဏာအလုံးကိုသွားပြီးတော့အနှင်းလိုက်တဲ့အခါမှာမာနရဲ့အုပ်ချုပ်မှုအောက်ကဒီလောကကြီးထဲမှာတခါတည်းရှိနေပြီလောကမှာရှိတဲ့လူသားတွေကမာနရဲ့အုပ်ချုပ်မှုအောက်ကသွားနေတဲ့အခါမှာဘုရားသခင်ကဒီလူသားကိုသူမဆုံးရှုံးခြင်းဘူးဘာဖြစ်လို့လဲငါတို့နဲ့ပုံတရံတညီတဲ့ဖြစ်တဲ့ငါရဲ့သားသမီးတွေဖြစ်တယ်အဲကြောင့်သူတို့ကိုငါကဲမယ်သူတို့ကိုငါရွေးနှုတ်မယ်တော်ဖို့ဘသူရှိလဲလို့မေးတဲ့အခါမှာဟာလေလုယာတပါးဒီသောသားတော်ယေရှုခရစ်တော်ကဤလောကကိုကြွလာတာဖြစ်တယ်လူသားအနေနဲ့ကြွလာတာဖြစ်တယ်သင်နဲ့ကျွန်တော်ကိုချစ်လွန်းလို့သင်နဲ့ကျွန်တော်မသိပါဘူးဒီကိစ္စတွေအခုတော့ကျမ်းစာဖတ်ရင်တော့မသိမသိပါဘူးဘုရားသခင်ဖွင့်ပြတော့အခုလိုမျိုးနှုတ်ကပတ်တရားဟောတဲ့သူတွေရှိလာတဲ့အခါမှာအော်ငါတို့မရှိခင်ကပဲလေဘုရားသခင်ရှိပြီးသားဖြစ်တယ်။ဟိုငါတို့မသိခင်ကပဲဘုရားကငါတို့ကိုပြင်ဆင်ထားပြီးသားဖြစ်တယ်ဆိုသဘောပေါက်လာတာဖြစ်တယ်။ဟာလေလုယာ။အဲကြောင့်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေသင်တို့ဟာဤလောကနဲ့ပဲသက်ဆိုင်သောသူတွေမဟုတ်ဘူး။မြန်မာနိုင်ငံနဲ့ပဲသက်ဆိုင်သောသူတွေမဟုတ်ဘူး။သင်တို့ဟာထာဝရနဲ့ဆိုင်သောသူတွေဖြစ်တယ်။ဝိညာဉ်နဲ့ပဲနဲ့ဆိုင်သောသူတွေဖြစ်တယ်။ဘုရားနဲ့ဆိုင်သောသူတွေဖြစ်တယ်။အသက်ပင်နဲ့ဆိုင်သောသူတွေဖြစ်တယ်။ဟာလေလုယာ။ဘုရားရဲ့နိုင်ငံတော်မှာရှိတဲ့ဘုရားသားသမီးတွေဖြစ်တယ်။ဘာကြောင့်ကျွန်တော်တို့ဟာဝိညာဉ်လူတွေဖြစ်တဲ့ဆိုသဘောပေါက်ဖို့လိုတယ်။ကောင်းကင်နိုင်ငံတော်သားတွေဖြစ်တဲ့ဆိုသဘောပေါက်ဖို့လိုတယ်။ဒါပေမဲ့စိတ်ဝင်စားစရာချို့လေးတွေကိုကျွန်တော်နှုတ်ကပတ်တော့နောက်တစ်ချိန်လည်းဘယ်ချိန်ရောက်လာမယ်မသိဘူးကျွန်တော်ဖေဖော်ဝါရီတော့ဘုရားဆရာမနဲ့အတူရောက်လာဖို့တော့စဉ်းစားနေတယ်ပြင်ဆင်နေတယ်ဒါပေမဲ့ရောက်တဲ့အချိန်လေးမှာကျွန်တော်ဒီဟာလေးကိုနည်းနည်းလေးနှုတ်ကပတ်ချမ်းစာလေးကိုအနည်းငယ်ပြောပြခြင်းတယ်။အဲ့တော့ဒီနေရာမှာသူကသူ့ကိုယ်သူတဲ့ဘုရားသခင်ရဲ့တန်ရှင်းသောတောင်ပေါ်မှာသူ့ကိုချထားပေမဲ့သူကကိုချီးမြှောက်ဖို့လုပ်တဲ့ခါမှာသူကောင်းငင်ကကြတယ်အဲ့တော့ဆက်ဖက်ခြင်းနဲ့ဖွာသောနေ့မှစ၍အငယ်15မှာဖွာသောနေ့မှစ၍သင်အပြစ်ထင်ရှားသောနေ့တိုင်အောင်ပြုလေရာ၌စုံနေလေကြည့်နော်စာရမဏေဟာဘလောက်တောင်တော်လဲဘလောက်တောင်ပြည့်စုံလဲဆိုသူဘာပဲလို့အပြစ်မရှိဘူးဘယ်အချိန်မှဖြစ်သွားတာလို့သူ့ကိုယ်သူဖျားကဲသို့ချီးမြှောက်မယ်ဆိုတဲ့နေ့ရက်ရောက်တဲ့အချိန်သူ့ရဲ့အပြစ်တွေထင်ရှားတဲ့အချိန်ရောက်မှသူကကြဆင်းတာဖြစ်တယ်အဲ့ဒါမတိုင်ခင်ထိကသူဟာအတော်ဆုံးသောသူဖြစ်တယ်အလှပဆုံးသောသူဖြစ်တယ်အပြည့်စုံဆုံးသောသူတစ်ယောက်ဖြစ်တယ်ဖျားဖန်ဆင်းခြင်းထဲမှာဒါပေမဲ့ဒီနေရာမှာဗာရေးထားတယ်သူဘလို့ကြာဆင်းလဲဆိုရေးထားတယ်တို့ရာတွင်ကုံသွဲခြင်းများပြားသောအဖြစ်အာတမအမှုတို့နှင့်ပြည့်စုံ၍ပြင်မာသောအပြစ်ရောက်လေပြီထို့ကြောင့်ဆိုးရုပ်သောသူကဲ့သို့တင့်ကိုဖျားသခင်တောင်းတော်ဘော်ကငါနှင်ထုတ်မည်အိုးလွှမ်းမိုးသောခေရုဗိမ်မိတောက်သောကြောက်တို့အထက်ကတင့်ကိုငါပယ်ရှင်းမည်သင်သည်ကိုယ်၌တင့်တယ်ခြင်းအသရေကြောင့်ဝါကြွားသောစိတ်ရှိလျက်ဂုံထွန်းတောက်သောကြောင့်သင်ဤပညာသည်ဖောက်ပြန်လျက်ရှိလေပြီငါသည်တင့်ကိုမြေတိုင်အောင်နှိမ့်ချမည်ရှင်ဘုရင်တို့သည်တင့်ကိုကြည့်ရှု၍ဝမ်းမြောက်စေခြင်းကသူတို့ရှေ့မှတင့်ကိုငါချထားမည်တင့်အပြစ်များပြား၍ကုံသွဲခြင်းအာဓမအားဖြင့်တန်ရှင်းရာဌာနတို့ကိုညှဉ်းညူးစေသောကြောင့်တင့်ကိုမီးရှို့ဖို့တင့်အလယ်၌မီးကိုငါညှိမည်တင့်ကိုမြင်သောသူပေါင်းတို့ရှေ့မှတင်ဤပြာကိုမြေပေါ်သို့ချထားမည်
သင်ကိုသိသောလူအမျိုးမျိုးတို့သည်သင်မှုကြောင့်မိန်မောတွေဝေကြလိမ့်မည်သင်သည်ကြောက်မဲ့ဖွယ်ဖြစ်လိမ့်မည်နောက်တစ်ဖန်မပေါ်လာရဟုမိန်တော်မူ၏နောက်ဆုံးမှာစာရန်ဟာပေါ်လာလို့မရတဲ့အထိဘုရားသခင်ရဲ့တရားစီရင်ခြင်းကသူ့ပေါ်တက်ရောက်မယ်ဒီကျမ်းစာသည်ဟိုးရှေးမစွတ်ကဘာမြေကြီးမရှိမီကလေးကအဖြစ်ပြက်ဖြစ်တယ်လို့နောက်ဆုံးကဘာမြေကြီးရဲ့အဆုံးနောက်ဆုံးပိုင်းမှာလေနော်ကန့်နဲ့လောင်တော့ငရဲမိယိုင်ထိခြုံငုံထားတဲ့မာနအကြောင်းကိုဖော်ပြထားတဲ့ကျမ်းစာဖြစ်တယ်သူဘလို့ကြဆင်းလဲဘလို့ကြဆင်းလဲသင်ဒီကိုဂုံတရေတင့်တယ်ခြင်းကြောင့်ဝါကြွားသောစိတ်ရှိလျက်ဂုံထွန်းတောက်သောကြောင့်သင်ဤပညာသည်ဖောက်ပြန်လျက်ရှိလေပြီအဲ့တော့အငယ်16ကိုဖတ်ချင်တယ်အငယ်16လေးထိုးပေးပါဦးတို့ရတွင်ဂုံသွဲခြင်းများပြားသောအဖြစ်အာဓမအမှုတို့နှင့်ပြည့်စုံ၍ပြင်မာသောအဖြစ်အဲ့ကျမ်းစာလေးကိုမှတ်ထားပါဂုံသွဲခြင်းများပြားသောအဖြစ်ဂုံသွဲခြင်းများပြားတဲ့အခါမှာအာဓမအမှုပြည့်စုံတယ်ဂုံသွဲခြင်းများပြားဆိုတာဘာကိုပြောတာလဲဒါကဆက်ပြီးတော့အဲ့ဒီစာကြောင်းလေးပဲရှိတယ်ဖတ်ချင်တယ်အဲ့ဒါကဘာလဲဆိုတော့အငယ်18မှာသင်အပြစ်သည်များပြား၍ဂုံသွဲခြင်းအာဓမအားဖြင့်တန်ရှင်းရာဌာနတို့ကိုညှဉ်းညူးစေသောကြောင့်ဂုံသွဲခြင်းဆိုတာဘာလဲတစ်ခုကတနေရာကနေတနေရာကိုနော်အလဲလေဂုံသွဲခြင်းဆိုတဲ့ဘောကတနေရာကနေတနေရာကိုပစ္စည်းတစ်ခုကိုတစ်စုံတစ်ခုသောအရာကိုအလဲလေလောက်တာကိုဂုံသွဲခြင်းလို့ခေါ်တယ်ဟုတ်ပါသလားဟုတ်ပါသလားကျွန်တော်တို့ဒီຢာကိုသူ့ရဲ့မူရင်းချမ်းစာပဲဖတ်သူ့ရဲ့အဓိပ္ပာယ်ပြန်တာပဲဖြစ်ဖြစ်သူကကုံသွဲခြင်းတစ်ခုနဲ့တစ်ခုအလဲလေလောက်တာဖြစ်တယ်ဘယ်သူကအလဲလေလောက်တာလဲစောစောပြောလူစီဖာကအလဲလေလောက်တာသူ့ရဲ့အလောက်ကဖရားရဲ့ဘုန်းကိုတည်ဆောင်တယ်ဖရားရဲ့ဘုန်းကိုထွန်းတောင်းအောင်သူ့ရဲ့အလင်းကိုထွန်းတောင်းအောင်မှာမဟုတ်ဖရားရဲ့အလင်းကိုထွန်းတောင်းအောင်မှာဒါပေမဲ့သူ့ကိုသူကချီးမြှောက်တယ်ဟိုငါဟာဖရားကဲ့သို့နေမယ်ဟိုငါရဲ့ဘုံဂုံတည်င်းကိုငါရဲ့နာမဖရားသခင်ရဲ့အထက်မှာချီးမြှောက်မယ်ဟိုဖရားသခင်ရဲ့နော်ကျယ်တို့ပေါ်မှာငါထိုင်မယ်မိုးတိမ်ထိတောင်ငါချီးမြှောက်မယ်သူဘာကိုလုပ်နေတာလဲသူဟာဖရားသခင်ရဲ့အလင်းကိုဟိုတခါတည်းလူတွေစီကိုနော်လူတွေပြောတဲ့အခါမှာနောက်တဲ့ဖရားသခင်ပြင်ဆင်ထားသောနော်ဒီ civilization kingdom စီကိုသူကနိုင်ငံတွေကိုသူကထွန်းလင်းရမယ်အစားဖျားပုံးကိုထွန်းရမယ်အစားသူကသူ့ကိုယ်သူပဲချီးမြှောက်တယ်ကြာဆင်းတဲ့ပုံစံရိုးရိုးကြာဆင်းတာမဟုတ်ဘူးအဲ့တော့ဒီနေ့မှာကုံသွဲခြင်းလို့ပြောတဲ့အခါမှာအခုဒါကျွန်တော်တို့လူသားတွေမပေါ်ခင်အချိန်ထိအဖြစ်ပြက်မှာစာရန်သည်တစ်စုံတစ်ခုသောအုပ်စုကိုဖျားသခင်ရဲ့အလင်းဘုန်းတော်ကိုတည်ဆောင်ရမယ်အစားသူကဖရားရဲ့နေရာကိုဝင်ယူတဲ့အတွက်ကြောင့်မလို့သူဟာဖရားသခင်ရဲ့တရားစီရင်ခြင်းကိုခံရတာဖြစ်တယ်။ဒါကြောင့်မလို့ဘာကိုနားလဲရလဲဆိုရင်အခုကျွန်တော်တို့မြင်ရတဲ့ဒီလူသားအခုလိုအသွေးသားနဲ့ဖရားနဲ့ပုံသဏ္ဍာန်တူပါတယ်ဆိုတဲ့လူသားဆိုတဲ့အရာမတိုင်ခင်မှာဤကဘာအခုကျွန်တော်တို့ဖန်ဆင်းခြင်းနဲ့ဆိုင်တဲ့အရာမတိုင်အခုလူသားအာရနဲ့အေဝါဖန်ဆင်းခြင်းမတိုင်ခင်မှာ civilization လို့ခေါ်တဲ့နော်လူလို့တော့ပြောလို့ရမလားမရမလားကျွန်တော်မသိဘူးဒါပေမဲ့သေချာတာတစ်ခုကတော့နိုင်ငံတွေရှိခဲ့တယ်။ကျွန်တော်ကျမ်းစာကျောင်းတွေမှာကျမ်းစာလေ့လာတဲ့အခါမှာကဘာကြီးကိုနှစ်ခုလေ့လာရတယ်။တစ်ခုကဘာလဲဆိုရင် OL လို့ခေါ်တယ်။ကြာမြင့်ပြီဖြစ်သောကဘာကြီးပေါ့။နောက်ထပ်တစ်ခုကတော့ Young Earth လို့ခေါ်တယ်။ဒါကတော့နုနယ်သောကဘာကြီးပေါ့။နုနယ်တဲ့ကဘာကြီးဆိုဘာကိုပြောရလဲ။ဘုရားသခင်ကဤလောကကဘာကြီးကိုဖန်ဆင်းတဲ့အခါမှာအခုကျွန်တော်တို့လူသားတွေနားလဲတဲ့တရက်နဲ့ဖန်ဆင်းတယ်စုစုပေါင်းတရက်2ရက်3ရက်စုစုပေါင်းဒီတစ်ပတ်အခုကျွန်တော်တို့သိနေတဲ့ Monday to Saturday ပေါ့လေဒါမှမဟုတ် Sunday to Friday Sunday to Friday ပေါ့လေနော် Sunday to Friday ပေါ့ဒီ6ရက်မှာအပြည့်ဖန်ဆင်းတယ်ပေါ့အတိတ်ကဘာလဲဖခင်ကဖြစ်စေလို့ပြောလိုက်တဲ့အခါမှာကဘာကြီးရောက်ချက်ချင်းဝုန်းကနေဖြစ်လာတယ်တရက်အတွင်းမှာတစ်ပင်တွေဝုန်းဆိုပေါ်လာတယ်ကာရေတွေကတခါလို့တရက်ထဲမှာဖြစ်တယ်ဒါမျိုးကိုလက်ခံလို့ရလားဆိုလက်ခံလို့ရတာပေါ့ဘာဖြစ်လို့လဲဖခင်သခင်ပဲဥစ္စာ तू မလုပ်နိုင်တာဘာမှမရှိဘူးဒါပေမဲ့နောက်ထပ်ကျမ်းစာကြောင်းမှာကျွန်တော်တို့လေ့လာရတဲ့နှုတ်ကပတ်ကျမ်းစာကိုနားလေရတဲ့နောက်တစ်ခုကဘာလဲဆိုကဘာကြီးဟာအဲ့ဖခင်သခင်ဖန်ဆင်းခြင်းဆိုတဲ့တရက်ဟာလူရဲ့1000ကဲ့သို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ထင်ထားတဲ့တရက်မဟုတ်ဘူးနှစ်ပေါင်းဟာထောင်ကနန်းဖြစ်နိုင်တယ်သိန်းကနန်းဖြစ်နိုင်တယ်တန်ကနန်းလည်းဖြစ်နိုင်တယ်ဒါကြောင့်အခုရှေးဟောင်းပညာရှင်တွေကကဘာကြီးကိုလေ့လာတဲ့အခါမှာကြောက်ဖြစ်ရုပ်ကျွန်းတွေအများကြီးတွေ့တယ်သူတို့စမ်းသပ်တဲ့အခါမှာနှစ်တန်းနဲ့ချီပြီးရှိနေပြီဥပမာဒိုင်နိုဆောလိုမျိုးတခါဒီမှာသူတို့သွားပြီးကြည့်တဲ့အခါမှာလူသားခြေရာကြီးတွေကအကြီးကြီးတွေပဲလူတရက်ဆာလောက်ရှိတယ်လူတွေရဲ့လက်ရာတွေကအကြီးကြီးတွေပဲကြောက်ဖြစ်ရုပ်ကျွန်းတွေဟာဒီဥစ္စာတွေကိုသူတို့ပြန်ပြီးတော့စစ်ဆေးတဲ့အခါမှာနှစ်ပေါင်းတန်းနဲ့ချီတဲ့ရှိတယ်ဆိုတော့ကျမ်းစာအရကြည့်မယ်ဆိုရင်အော်ဘုရားသခင်ရဲ့တရက်ဟာ
နှစ်ထောင်ခဲ့သောဆိုတော့တခါလေဒီကမာမြေကြီးဟာနှစ်ပေါင်းများစွာကြာအောင်ဖျားဖန်ဆင်းခဲ့တယ်အဲ့ဒါအပြင်အခုဒီကျမ်းစာတွေဖတ်တဲ့အခါမှာဒီကမာမြေကြီးမတိုင်ခင်မှာလဲလူသားအာရနဲ့အေဝါမတိုင်ခင်မှာလဲ civilization ဆိုတဲ့နှစ်တန်းနဲ့ချီပြီးတော့ကြာခဲ့တယ်ဆိုတော့ civilization နဲ့ kingdoms တွေဆိုတဲ့များစွာသောလူတွေကြီးမားသောလူတွေနေထိုင်ခဲ့တယ်ဆိုတဲ့အရာကိုလည်းကျမ်းစာအဖြစ်တွေ့ရတယ်ကျွန်တော်ရှော့ရှော့ပြောတော့မဟုတ်ကျမ်းစာတိုင်းပြောနေတာကျမ်းစာဖတ်ရအောင်ချို့တယ်ပြူးပြီးတော့ကျွန်တော်ကိုကြည်နေတယ်ဆရာထိုင်းနိုင်ငံပြောင်းသွားပြီဆိုတော့နော်ဘာတွေများရှောက်ပြီးပြောနေလဲလို့ထင်ပါဆိုတော့ယေဇကျေလအခန်းကြီး31အငယ်1ကနေစပြီးတော့ဖတ်ချင်တယ်ဒီကျမ်းစာသည်လည်းစာရန်အကြောင်းကိုပြောတာဒါပေမဲ့ဒီချိန်မှာတော့ဒီကျမ်းစာသည်စာရန်ကိုအေဒင်ဥယျာဉ်မှာရှိတဲ့သစ်ပင်အကြောင်းကိုပြောထားတာဖြစ်တယ်ကြည့်အောင်ကောင်းကင်တမန်မဟုတ်တော့ဘူးဒီချိန်မှာကြတော့ဒီကျမ်းစာမှာကြတော့စာရန်ဟာသစ်ပင်ပုံစံမျိုးနဲ့ပြောထားတာဖတ်ရအောင်အချင်းလူသားသင်သည်အေဂုတုရှင်ဘုရင်ဖာရောမင်းနှင့်သူ၏အလုံးရင်အားဟောပြောရမည်မှာသင်သည်ဘုံတကိုကြည့်၍အဘယ်သူနှင့်တူသနည်းအာရှုရိလူသည်အစင်းလှ၍လှမ်းမိုးသောအကိုင်းမြင်သောရက်ထူထပ်သောအခက်လက်တို့နှင့်ပြည့်စုံသောထိပ်ဖြားရှိသောလေဗနုန်အာရဇ်ပင်ဖြစ်ကြည့်ပါနော်ယေဇကျေလကအခုသူကတစ်ပင်တပင်အနေနဲ့စာရန်ကိုမြင်တဲ့အခါမှာသူကကျွန်းပင်အနေနဲ့မမြင်ဘူးကုတ်ကုတ်ပင်အနေနဲ့မမြင်ဘူးဘာဖြစ်လို့လဲဣသရေလတိုင်းပြည်မှာအဲ့ပင်တွေမရှိဘူးဒါပေမဲ့ဘာပင်ရှိလဲလေဗနုန်အာရဇ်ပင်အဲ့တော့ဒီကလူတွေကိုဘုရားသခင်ကဖွင့်ပြပြီးဆိုရင်လေဗနုန်အာရဇ်ပင်နဲ့ဖွင့်ပြမှာမဟုတ်ဘူးသိလားအဲ့ပင်ကိုသိလားမသိဘူးမသိတော့ဘုရားဖွင့်ပြရင်လဲဘာကြီးလဲဘုရားကျွန်တော်တို့ကိုနားမလဲတဲ့ဟာနဲ့ဖွင့်ပြမှာမဟုတ်ဘူးတစ်ပင်အကြောင်းဖွင့်ပြရင်ဘုရားကကိုကိုပင်ဖြစ်ကောင်းဖြစ်နိုင်တယ်ညောင်ပင်ဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်းပင်ဖြစ်ကောင်းသရက်ပင်ဖြစ်ကောင်းအားဆိုအကောင်းကောင်းနားလဲတယ်အဲ့ဒါခြံထဲကရှိတဲ့အပင်ကျွန်တော်ကောင်းကောင်းသဘောပေါက်တယ်အဲ့တော့အခုယေဇကျေလကိုကြောက်သူသိတာကလေဗနုန်အာရဇ်ပင်မဲ့သူသိတာလေလေဗနုန်အရက်မှာရှိတာကိုလေဗနုန်ဆိုတာအခုခေတ်ဆိုလေဗနုန်ပေါ့လေဗနုန်နိုင်ငံဆိုတာကအစ္စရေးတိုင်းနိုင်ငံရဲ့မြောက်ဘက်မှာကပ်နေတဲ့နိုင်ငံဆိုအဲ့မှာရှိတဲ့တောင်ရှောက်အစ္စရေးနိုင်ငံအထိဘာပင်တွေရှိတယ်လေဗနုန်အာရဇ်ပင်တွေရှိတယ်ဆိုတော့အခုယေဇကျေလကသူ့ရဲ့အမြင်ထဲမှာတစ်ပင်ကိုမြင်တယ်လေဗနုန်အာရဇ်ပင်တွေနဲ့မြင်ဒါပေမဲ့အဲ့ဒီအပင်ဟာဘသူ့ကိုပြောနေတာလဲစာရန်ကိုပြောနေတာဖြစ်တယ်ကဲဖတ်ရအောင်ညစ်ရည်ဤဂျေစုကြောင့်ကြီးမားခြင်းနက်နဲသောရည်ဤဂျေစုကြောင့်အယက်မြင့်ခြင်းရှိသူဆက်ရာအယက်ရက်တို့၌ရေစီး၍ခတ်သိမ်းသောတောပင်ရှိရာသို့မြင့်ရည်သည်နှံ့ပြားလေ၏ထိုသို့သောအားဖြင့်တောတစ်ပင်တကာတို့ထက်အယက်မြင့်လေ၏တိုးပွားသောအခါရေများသောကြောင့်အကိုင်းအခက်များပြား၍အလက်တို့သည်ရှည်လျားကြ၏မိုးကောင်းကင်ငှက်ပေါင်းတို့သည်အကိုင်းအခက်တို့၌အတိုက်လှုပ်ကြ၏တောတရိษံအပေါင်းတို့သည်အကိုင်းအခက်တို့၌အောက်၌သားဖွာကြ၏ထိုအပင်အရိပ်၌ကြီးမားသောလူမျိုးအပေါင်းတို့သည်နေကြ၏ထိုသို့ရေများသောအရ၌အမြင့်ဆွဲသောကြောင့်ကြီးမြင့်၍အခက်အလက်ရှည်လျားသဖြင့်လှသောအစင်းနှင့်ပြည့်စုံ၏ဘုရားသခင်ဥယျာဉ်တော်၌အာရဇ်ပင်တို့သည်ထိုအပင်ကိုမကွယ်နိုင်ထင်းရှုပင်နှင့်အာရမုန်ပင်တို့သည်ထိုသို့သောအကိုင်းခက်နှင့်မပြည့်စုံကြဘုရားသခင်ဥယျာဉ်တော်၌တစ်ပင်တစ်ပင်များထိုပင်ကဲ့သို့အစင်မလအေဒင်အရက်ဘုရားသခင်ဥယျာဉ်တော်၌ရှိသမျှသောတစ်ပင်တို့သည်ထိုအပင်ကိုညူဆိုသည့်တိုင်အောင်အခက်အလက်များသောအပြင်သူ၏အစင်းကိုငါလှစေ၏ဒါကြောင့်အေဒင်ဥယျာဉ်မှာရှိတဲ့အပင်ကောင်းမကောင်းသိကြွရအပင်ဆိုစာရန်ကိုပြောနေတာအခက်လက်အယမ်းများတယ်များမှာပေါ့ကောင်းကင်တမန်သုံးဖို့တပုံသူနဲ့ချိတ်ဆက်ထားပြီးပြီသူနောက်ကိုလိုက်သွားပြီးပြီအဲ့ဒီအပင်အောက်မှာစိတ်ဝင်စားစရာကောင်းတဲ့အချက်ကအငယ်6မှာမိုးကောင်းကင်ငှက်အပေါင်းတို့သည်အကိုင်းခတ်တို့၌အတိုက်လောက်ကြ၏တောတိရစ္ဆာန်အပေါင်းတို့သည်အကိုင်းခတ်တို့အောက်၌သားဖွာကြ၏ထိုအပင်၌အရိပ်၌ကြီးမားသောလူမျိုးအပေါင်းတို့သည်နေကြ၏ဒါကြောင့်မလို့စာရမဏေရဲ့အုပ်ချုပ်မှုအောက်မှာကြီးမားသောလူမျိုးဆိုတဲ့ nations ကျွန်တော်အင်္ဂလိပ်ကျမ်းစာမှာဆို nations လို့သုံးတယ် kingdoms လို့သုံးတယ်ရှိခဲ့တယ်အကြောင်းချို့သောရှေးဟောင်းပညာရှင်သိပ္ပံပညာရှင်တွေကဒီကျမ်းစာကမှားတယ်ဆိုပြီးတော့ပြောတယ်ဘာဖြစ်လို့ဆိုတော့ကဘာဦးကျမ်းမှာအာရနဲ့အေဝါကပဲစတယ်အခုငါတို့တွေ့တဲ့ຢာတွေအားလုံးကအင်မတန်မှကြီးမားတဲ့လူမျိုးတွေရဲ့လက္ခဏာတွေကိုအများကြီးတွေ့ရတယ်ခြေရာအကြီးကြီးတွေတွေ့ရတယ်အယိုးစုအကြီးကြီးတွေကိုတွေ့ရတယ်တကယ်ကိုလူတဲ့အစာပေါင်းများစွာကြီးတဲ့နော်တခါတဲ့ဒီအယိုးစုတွေကြောက်ဖြစ်ရုပ်ချင်းတွေကိုတွေ့တဲ့အခါမှာဒီအာရနဲ့အေဝါကစတာမဟုတ်ဘူးဆိုပြီးတော့တခါတဲ့အများကြီးပြောကြတယ်ဒါပေမဲ့ကျမ်းစာမှာဖြစ်ရှိထားပြီးသားဖြစ်တယ်နော်ဒီကျမ်းစာကဘာပြောထားလဲအဲ့စာတန်ရဲ့အုပ်ချုပ်မှုအောက်ကိုခိုလုံသွားလူမျိုးအများကြီးရှိတယ်ဆိုတာကိုဖော်ပြထားတယ်
ဒါပေမဲ့အဲ့ဒီအုပ်စုသည်အခုကျွန်တော်တို့ကဲသို့ဘုရားသခင်နဲ့တူလားမတူလားကျွန်တော်တို့မသိဘူးကျမ်းစာမှာတော့ဘုရားသခင်နဲ့ပုံသဏ္ဍာန်တညီတည်းဖန်ဆင်းထားတာကျွန်တော်တို့ဖြစ်တယ်လူသားဖြစ်တယ်ဒါကြောင့်မလို့မာနကဘာလုပ်လဲဆိုတော့ဒီဘုရားနဲ့တူနေတဲ့လူသားကသူ့ရဲ့တာဝန်ကိုယူမယ်ဆိုတော့သူသိတယ်ဘုရားကိုချီးမွမ်းခြင်းကိုးကွယ်ခြင်းဘုရားရဲ့အလင်းကိုတည်ဆောင်တော်သူတွေဖြစ်ဘုရားကသူတို့ကိုမြေကြီးပေါ်မှာပြည့်စေ၍နိုင်ကြတော့ပင်လယ်ငါတို့ကိုအုပ်ဆိုးကြတော့အခွင့်အာဏာပေးတဲ့အခါမှာမာနရဲ့ပထမဦးစားပေးအလောက်ကဘာလဲဆိုတော့ဘုရားနဲ့တူသောဘုရားသားသမီးတွေကိုကြဆင်းအောင်လုပ်ဖို့ဖြစ်တယ်ဖြည့်ဆည်းဖို့ဖြစ်တယ်သူနဲ့အတူခေါ်သွားဖို့ဖြစ်တယ်ဒါကြောင့်မလို့အာရန်နဲ့အေဝါစီကိုရောက်လာတယ်နော်စာရန်ကအာရန်နဲ့အေဝါပြီးသွားတဲ့အခါမှာလည်းဒီတိုင်းမနေပါဘူးဘာကြောင့်လဲဘုရားခင်ရွေးချယ်သောအမျိုးတစ်မျိုးကအာရန်နဲ့အေဝါကနေစပြီးဆင်းသက်လာတယ်ဘာလို့လဲရှေသားဖြစ်တယ်ကာယိနာနဲ့အာဘေလပြီးတဲ့အခါမှာနော်တယောက်ကတည်သွားတဲ့အခါမှာရှေသားကိုဘုရားရှင်ပေးခြင်းအပြင်ရှေသားကနေပြီးခုနောက်ဆုံးမှာနော်တဖြည်းဖြည်းနဲ့ဘုရားသခင်ရွေးကောက်တဲ့အမျိုးနဲ့ပေါ်လာဖို့အတွက်စတင်သောအရာဖြစ်လာတယ်နော်နော်အေးမှာတစ်ခေါက်နော်ရက်တက်နဲ့ပြီးတဲ့အခါမှာရေလွှမ်းမိုးခြင်းပြီးတဲ့အခါမှာနောက်ဘက်မှာဆက်ပြီးတော့တခါအာဗြဟံကိုဘုရားရွေးချယ်ပြီးတော့အဲ့ကနေပြီးတော့အခုမေရှိယဆိုတဲ့ယေရှုခရစ်တော်ပေါ်ထွက်လာဖို့ဘုရားကပြင်ဆင်တယ်ဒါပေမဲ့စာရန်ကဘာလုပ်လဲအမြဲတမ်းစီတားတယ်အာရန်နဲ့အေဝါပြီးသွားတဲ့အခါမှာသူတို့ကမွေးလာတဲ့သားနှစ်ယောက်ကိုတခါတက်ခိုင်းပြီးတော့တခါတည်းဆက်ပြီးတော့လူသားအမျိုးတွေကိုအရှိကိုမဆက်အောင်အမြဲတမ်းလုပ်တယ်စိတ်ဝင်စားစရာကောင်းတဲ့အရာတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျမ်းစာထဲမှာဒီထဲမှာတော့ရေးချင်မှရေးတယ်မှာကပ္ပဦးကျမ်းခန်းကြီး6မှာဘာဖြစ်လဲသိလားကျမ်းစာဖတ်ချင်တယ်ကျွန်တော်အငယ်1မှာမြေကြီးမျက်နှာပေါ်မှာလူတို့သည်များပြား၍သမီးများကိုလည်းရကြသောအခါဘုရားသခင်သားတို့သည်လူသမီးတို့လှကြောင်းကိုမြင်၍ကိုယ်စိတ်ရှိသည့်အတိုင်းစုံဖက်ကြ၏ဘုရားရဲ့သားဆိုတာကနတ်ဆိုးတွေကိုပြောတာဖြစ်တယ်ဘာကြောင့်လဲကောင်းကင်တမန်အားလုံးကဘုရားရဲ့ဖန်ဆင်းခြင်းဖြစ်တယ်ကောင်းကင်တမန်တွေကိုဘုရားရဲ့သားလို့ပဲဒီလိုမျိုးခေါ်လေးရှိတယ်ကျမ်းစာထဲမှာပေါ့အဲ့တော့အခုနတ်ဆိုးတွေကနတ်ဆိုးအုပ်စုတစုကဘာလုပ်လဲဆိုရင်လူသားကမွေးလာတဲ့အမျိုးသမီးတွေနဲ့သူတို့ကစုံဖက်ကြတယ်ပေါင်းဖော်ကြတယ်အဲ့တော့နတ်ဆိုးရဲ့သဘောတရားကကောင်းကင်တမန်ရဲ့သဘောတရားကသူကလူရဲ့ပုံစံကိုယ်ခန္ဓာကိုပြောင်းလို့ရတဲ့အစွမ်းတတ္တိသူတို့မှာရှိတယ်ဘာအဖြစ်သိရလဲအာဗြဟံစီကိုကောင်းကင်တမန်လာတဲ့ခါမှာအတောင်ပံနေနဲ့မလာဘူးရေစကြည်လာဓာတ်ရိုက်မြင်တယ်လို့မီးတွေတောက်ပြီးတော့တခါတည်းမျက်လုံးတွေအများကြီးနဲ့တောင်ပံတွေအများကြီးခြေထောက်တွေအများကြီးနဲ့ရောက်မလာဘူးရောက်လာရင်လည်းအာဗြဟံကထွက်ပြေးပြီးအဲ့ခံမှာမဟုတ်ဘူးဒါပေမဲ့အခုက तू ဘယ်လိုမြင်လဲဆိုတော့လူ3ယောက်ကိုမြင်တယ် तू အဲ့ခံတယ်လာပါကျွန်တော်အိမ်မှာလာပြီးတော့တဲခိုပါဆိုတော့အဲ့3ယောက်ကဝင်ပြီးတော့နေတယ်2ယောက်ကသောရုံနဲ့ဂေါမောရမြတ်ကိုဆက်သွားတယ်ဘာဖြစ်လို့လဲတရားစီမိုးရောက်လာတာသူတို့ဒါပေမဲ့ဘယ်လိုအနေနဲ့ပဲတွေ့ရတယ်လူသားအနေနဲ့ပဲတွေ့ရတယ်ဒါနဲ့လောတာရဲ့အိမ်ထဲကိုဝင်တဲ့ခါမှာသောရုံနဲ့ဂေါမောရမြင်တဲ့ခါမှာအဲ့ဒီသောရုံနဲ့ဂေါမောရကမြို့သူမြို့သားတွေနော်ကဘာလာလုပ်လဲလောတာရဲ့တကားအိမ်တကားကိုလာခောက်ပြီးတော့အဲ့ဒီဆော့ဆော့ကလူ2ယောက်နဲ့ငါတို့ပေါင်းဖော်ခြင်းတယ်လို့လာပြီးတော့တောင်းဆိုတယ်ကောင်းကင်တမန်ပုံစံသားဆိုရင်တော့အဲ့ဒီတွေလာတောင်းဆိုရဲမှာမဟုတ်ဘူးဒါပေမဲ့လူပုံစံဖြစ်တဲ့ခါမှာငါတို့သူတို့နဲ့ပေါင်းဖော်ခြင်းနဲ့ဆိုပြီးတော့လာပြီးတော့လောတာစီကိုရောက်လာဆိုတော့တွေ့ရလိမ့်မယ်အတိတ်ဘက်ကဘာလဲကောင်းကင်တမန်တွေကလူပုံစံပြောင်းလို့ရဒါကြောင့်မလို့ဓမ္မသစ်ထဲမှာကျွေးမွေးအခန့်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာတွင်တင်ပေးထားလဲဆိုရင်သင်တို့ဟာတဲ့ကောင်းကင်တမန်တွေကိုအမှတ်တမဲ့အခန့်မိလိမ့်မယ်ကြောင့်ကောင်းကင်တမန်ကလူပုံစံလဲအဲ့လိုပြောလို့ကျွန်တော်အပြင်သွားတဲ့ခါကျတော့နော်ဟိုမှာတောင်းစားနေတဲ့လူတွေကောင်းကင်တမန်လားမသိဘူးစိုက်ကားသမားလည်းကောင်းကင်တမန်လားမသိဘူးတက္ကစီသမားလည်းကောင်းကင်တမန်လားမသိဘူးဆိုပြီးတော့လိုက်မသွားနဲ့အောင်နော်ပါသွားအောင်မယ်ဒါပေမဲ့ကျမ်းစာကိုကြည့်တဲ့အခါမှာကောင်းကင်တမန်ကလူပုံစံမျိုးနော်တခါယာကုပ်နဲ့ကောင်းကင်တမန်နဲ့နှစ်ပန်းလုံးတဲ့အခါမှာကောင်းကင်တမန်တယောက်လိုနှစ်ပန်းလုံးတာမဟုတ်လူပုံစံနဲ့နှစ်ပန်းလုံးတာဆိုတော့ကောင်းကင်တမန်တွေကနတ်ဆိုးတွေကလူပုံစံပြောင်းပြီးတော့အမျိုးသမီးတွေနဲ့ပေါင်းဖော်ကြတယ်ကောင်းကင်တမန်တွေနတ်ဆိုးတွေပေါင်းဖော်လို့ရနီးလန်းတွေအများကြီးရှိတယ်ကျွန်တော်ဒီစကားလုံးလေးတစ်ခုပြောပြခြင်းတယ်ကြားဘူးလားမသိဘူးဆရာကတော်ကြားဘူးလားဆရာကတော်အခုဆရာပြည့်စုံရဲ့ဆရာကတော်ကဘာတူလဲဆရာမအားစင်ဟုတ်လားဆရာကတော်ကဘာတူလဲဆရာမဆူဇန်နာမင်းဆရာကတော်တို့တောင်းဟုတ်လားကတော်ဆိုတာဘာကိုပြောတာလဲဇနီးကိုပြောတာမိန်းမကိုပြောတာဟုတ်လားဘိုးကတော်ဆိုတာဘာလဲဘိုးရဲ့ဇနီးဒီစကားလုံးကြားဘူးလားနတ်ကတော်ဘာကိုဆိုလိုချင်တာလဲနတ်ရဲ့မိန်းမနတ်နဲ့ပေါင်းဖော်တော်သူဒါကြောင့်နတ်တွေကသူတို့ကိုအသုံးပြုပြီးတော့သူတို့ကိုကိုးကွယ်အောင်အကုန်လုံးလုပ်လို့ရတယ်သူတို့မှတကိုးရှိတာ ကောင်းကင်တမန်ဆိုတကိုးရှိတယ်ဟုတ်တယ်မလား
အဲ့တော့သူတို့ကလူပုံစံအောင်ပြောင်းစရာမလိုလူတယောက်ရဲ့ခန္ဓာတွေကိုဝင်ပြီးတော့နောက်တစ်ယောက်နဲ့ဆက်ဆံတဲ့ຢာကိုသူတို့လုပ်လို့ရတယ်ဒါပေမဲ့မွေးလာတဲ့ခါမှာ DNA ကဘာဖြစ်သွားလူရဲ့ DNA မဟုတ်တော့လူနဲ့ကောင်းကင်တမန်နဲ့ရောရှက်တဲ့ DNA ဖြစ်တော့ကြောင့်မလို့ဘာဖြစ်လာလဲအင်ပဒန်မှကြီးသောလူတွေပေါ်လာတယ်ဒါကြောင့်မလို့ဆောစောကကျွန်တော်တို့ဖတ်သွားတဲ့ဒီအပင်အောက်မှာကြီးမားသောလူမျိုးတွေခိုးလုံနေဆိုတဲ့အရာကဒီနေ့နော်လူသားဟုတ်ချင်မဟုတ်လိမ့်မယ်ဒါပေမဲ့လည်း civilization နဲ့ kingdoms ရှိတယ်ဆိုတော့ကျွန်တော်နားလေအဲ့ချမ်းစာလေးကိုကျွန်တော်ဆက်ဖတ်ချင်တယ်အဲ့ဒီအခန်းကြီး6ကပ္ပဦးကျမ်းခန်းကြီး6အငယ်နော်နှစ်မှာဘုရားသခင်သားတို့သည်လူသမီးတို့လှချောင်းကိုမြင်၍ကိုယ်စိတ်ရှိသည့်တိုင်စုံဖက်ကြ၏ထာဝရဘုရားကလည်းငါဝိညာဉ်သည်လူတို့တွင်အစဉ်မဆုံးရအကြောင်းမူကားလူတို့သည်အသားဖြစ်သူ၏အသက်တန်းသည်လည်းအသက်120ဖြစ်စေဟုမိန့်တော်မူ၏ထိုကာလ၌မြေကြီးပေါ်မှာကိုကြီးမားသောသူအချို့ရှိကြ၏ထိုနောက်၌လည်းဘုရားသခင်သားတို့သည်လူသမီးတို့နှင့်ဆက်ဆံ၍ရသောသားတို့သည်အာကြီးသောသူရှေးကာလမှစ၍ကြော်စောသောသူဖြစ်ကြ၏ဘာကိုဆိုလိုချင်တာလဲကောင်းကင်တမန်နဲ့ပေါင်းဖော်ပြီးမွေးလာတဲ့နောက်ထပ် generation တွေဟာကိုခန္ဓာကြီးမားပြီးတော့ဉာဏ်ပညာနဲ့ပြည့်စုံပြီးတော့ဒီကနေ့လူနဲ့ကောင်းကင်တမန်နဲ့ပေါင်းထားတဲ့သူတွေဟာတဲ့မြေကြီးပေါ်မှာဥဆောင်တဲ့သူတွေဖြစ်လာတယ်ကြော်စောသောသူတွေဖြစ်လာတယ်ကြော်စောတယ်ဆိုတာကဒါဥဆောင်တဲ့သူတွေကိုပြောတာအရှိကနေဥဆောင်တဲ့ခေါင်းဆောင်တွေဖြစ်လာကြတယ်အဲ့တော့ဘုရားသခင်ကဘာပြောလဲငါရဲ့ဝိညာဉ်ဟာလူတွေစီမှာအဆုံးသတ်လို့မဖြစ်ဘူးအဲ့တော့မြင်အောင်ကြည့်ပါနတ်ဆိုးကပေါင်းလာပြီလူသားရဲ့ DNA ပျောက်သွားပြီလူသားဟာဘယ်သူနဲ့တူအောင်ဖန်ဆင်းထားတာလဲဘုရားသခင်နဲ့ပုံသဏ္ဍာန်တူအောင်ဖန်ဆင်းထားအခုကောင်းကင်တမန်ကဝင်ပြီးတော့ပေါင်းဖက်ပြီးနောက်ထပ်မွေးလာတဲ့မျိုးဆက်တွေကဘုရားနဲ့ပုံသဏ္ဍာန်မတူတော့ဘူးအခုကမ္ဘာပေါ်မှာနှစ်မျိုးဖြစ်သွားပြီဘုရားနဲ့ပုံသဏ္ဍာန်တူသောလူသားနဲ့ပုံသဏ္ဍာန်ပြတ်သွားသောလူသားကောင်းကင်တမန်နဲ့ပေါင်းဖော်ပြီးရတဲ့အုပ်စုအဲ့အုပ်စုတွေအခုခေါင်းဆောင်တွေဖြစ်လာကြပြီကိုယ်ခန္ဓာကြီးမားတယ်အတွေးခေါ်တွေမြင့်လာတယ်လူသားတွေကိုသိပ္ပံတက်တွေသင်ပေးလာပြီလက်နက်နဲ့ဆိုင်တဲ့ပညာတွေပေးလာပြီတယောက်တယောက်တပ်ဖြတ်ကုန်ပြီးစစ်ပွဲတွေလုပ်ကြပြီစိုးညစ်ခြင်းတွေရောက်လာပြီယောက်ျားချင်းပေါင်းဖော်မယ်မိန်းမချင်းပေါင်းဖော်မယ်အုပ်စုလိုက်ပေါင်းဖော်မယ်တရိတ်ဆန်နဲ့ပေါင်းဖော်မယ်နောက်ဆုံးဘုရားသခင်ဖန်ဆင်းထားသောတရိတ်ဆန်များပင်လျင် DNA တွေပြတ်သွားပြီမတူတော့ဘူးအဲ့တော့ဘုရားသခင်ကဒီချိန်မှာမလုပ်လဲလူသားသူနဲ့တူတဲ့ပုံသဏ္ဍာန်တူတဲ့လူသားကိုရွေးနှုတ်ဖို့ရန်ဘုရားသခင်ကကမ္ဘာမြေကြီးတစ်ခုလုံးကိုရေအားဖြင့်တရားစီရင်တယ်နောက်တစ်ခါလေးစဉ်းစားလိမ့်မယ်ဘုရားသခင်ရက်ဆက်လွန်းတယ်ရေလွှမ်းမိုးပြီးလူတွေအားလုံးကိုတတ်လိုက်တယ်မဟုတ်ပါဘူးလူသားကိုကယ်တင်ဖို့ရန်အတွက်ဖယ်ထားဖို့ရန်အတွက်လူသားနဲ့မတူသောမာနရဲ့လောက်ရအားလုံးကိုရှင်းလင်းဖို့ရန်ဘုရားကရေနဲ့တန့်စင်တာရေနဲ့တန့်ရှင်းလုပ်လိုက်တာဖြစ်တယ်အဲ့ချိန်မှာဘုရားသခင်နောက်ကိုလိုက်တဲ့လူ၈ယောက်ပဲကျန်တော့တယ်လူ၈ယောက်ပဲကျန်တော့တယ်ဘယ်သူတွေလဲနော်အေးနဲ့သူ့ရဲ့ဇနီးတဲ့သူ့သား၃ယောက်နဲ့သူတို့ရဲ့ဇနီးတဲ့စဉ်းစားကြည့်ပါအဲ့ချိန်ကာလမှာလူတွေကကြိုက်တယ်လို့နေပြီကြိုက်တယ်လို့ပေါင်းဖော်နေပြီလူတယောက်တည်းက तू စိတ်အလိုရှိတယ်လို့ तू လူမျိုးစုံနဲ့ပေါင်းဖော်တယ်တိရစ္ဆာန်နဲ့လည်းပေါင်းကောင်းပေါင်းလိမ့်မယ်ဒါပေမဲ့အဲ့ချိန်မှာနော်အေးရဲ့သား၃ယောက်မှာဇနီး10ယောက်မရှိဘူးဇနီး1ယောက်စီပဲရှိတယ်ဘာကိုပြောနေရလဲနော်အေးနဲ့သူ့ရဲ့မိသားစုတွေသူရဲ့သားသမီးတွေကိုကောင်းမွန်စွာတွင်တင်ပြီးတော့ဖခင်နီးလန်းထဲမှာလိုက်နေတော့မယ်သူတို့ကဖခင်တရားစီမယ်လို့ပြောတဲ့အခါမှာဘယ်သူမှမယုံဘူးဟောဘုရားသခင်စကားကိုနားထောင်ပြီးတော့သင်္ဘောကိုစောင့်လုပ်တယ်နောက်ဆုံးမှဘုရားသခင်သူတို့ကိုဝင်လိုက်ပြီးတော့အားလုံးကိုသူကိုယ်တိုင်ဒီသင်္ဘောရဲ့တကားကိုသူကိုယ်တိုင်ပိတ်လိုက်တဲ့အခါမှာဘယ်သူမှဖွင့်လို့မရတော့ဘူးမြေကြီးကရေတွေထွက်လာတယ်အဲ့ချိန်တုန်းကနော်အေးရဲ့အချိန်ကာလအထိမြေကြီးပေါ်မှာမိုးရွာတယ်ဆိုတာမရှိဘူးကောင်းကင်ဘော်ကရေကျတယ်ဆိုတာမရှိဘူးမြေကြီးကတခါနဲ့ဆိုးစွပြီးတော့သူ့ရဲ့ atmosphere ဘုရားသခင်ပြင်ဆင်ထားတဲ့အကောင်းဆုံးရာသီဥတုရှိနေတဲ့အခါမှာကောင်းကင်ဘုံကလည်းရေကျစရာမလိုဘူးအပင်တွေဟာရင်ငွေ့တွေနဲ့ရှင်သန်ပြီးတော့မြေကြီးကလည်းတခါရေတွေကကောင်းမွန်စွာပံ့ပိုးနိုင်တဲ့အခါမှာမြေကြီးဟာအင်မတန်မှလှပတဲ့အချိန်ဖြစ်ဒါပေမဲ့အဲ့ဒီအရာကိုအုပ်ဆိုးမဲ့သူတွေပေါ်လာတယ်ကောင်းကင်တမန်နဲ့ပေါင်းဖက်ထားသောသူတွေဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကအဲ့ဒီနော်အေးနဲ့မိသားစုကိုရွေးနှုတ်လိုက်ခြင်းအပြင်သူနဲ့ပုံတရံတူသောလူသားကိုနော်အေးမိသားစုအပြင်အစကနေပြန်စရတာဒါပေမဲ့ဒီလောကကဘာကိုအဲ့ချိန်တုန်းကအုပ်ချုပ်ခွင့်ရနေတာဘာလို့လဲစာတန်ဖြစ်တယ်အဲ့တော့စာတန်ကလုံးဝနောက်မဆုတ်သွားဘူးဘုရားသခင်ကအေဒင်ဥယျာဉ်ကလူသားကိုနှင်ထုတ်ပြီးတဲ့အခါမှာအာရနဲ့ဧဝါကိုပြောသလိုပရောဖက်ပြုချက်တွေမပြည့်စုံဖို့ရန်အလုံးငါစာတန်အမြဲတမ်းတပ်ဖြတ်ခြင်းဖျက်ဆီးခြင်းကိုအမြဲလုပ်တယ်
အကြောင်းမလို့မောရှေပေါ်လာတဲ့ခါမှာမောရှေကဖျားရွေးမဲ့လူဖြစ်တယ်ဆိုတာကိုသိတဲ့အခါမှာဒီလူငယ်အုပ်စုရဲ့ဒီနောက်ထပ်မျိုးဆက်တွေကနေဖျားသခင်ဟာကြိုတင်ပရောဖက်ပြုထားပြီးသားပဲအာဗြဟံရဲ့မင်းရဲ့အမျိုးနွယ်ဟာအဲဂုတ္တုပြည်မှာနှစ်ပေါင်း430ကျွန်ခံရမယ်ပြီးရင်ထွက်မြောက်ရမယ်ဆိုတော့ကျွန်တော်တို့ကသာဘာမှမတွက်တတ်တာစာတန်ကတွက်ပြီးသားဒီချိန်လောက်ဆိုရင်ဒါဖျားရွေးမဲ့လူပေါ်လာတော့မယ်ဆိုတာသိတဲ့အခါကျဘာလုပ်လဲမောရှေတယောက်ပဲလွတ်တာကျန်တဲ့ကလေးတွေအကုန်တပ်ပလိုက်တာအဲဂုတ္တုပြည်မှာဖာရောဘုရင်အဖြစ်အကုန်လုံးကိုခလင်းငယ်အကုန်လုံးအကုန်တတ်ခိုင်းတယ်ဟုတ်တယ်မလားဘသူပဲကြံလဲမောရှေပဲကြံတယ်ဘုရားကကွယ်ကာခြင်းအဖြစ်မောရှေကိုနန်းတော်ကိုပို့ပြီးတော့တခါလဲနှစ်40လုံးပညာသင်ခိုင်းပြီးတော့အချိန်တန်တဲ့အခါမှာနောက်ထပ်နှစ်40လုံးဘုရားသခင်လေ့ကျင့်တယ်ပြီးဘုရားသူ့ကိုခေါ်တယ်ဆေလွတ်တယ်နောက်ဆုံးမှာဣသရေလလူမျိုးအားလုံးကိုအဲဂုတ္တုပြည်ကနေပြန်နှုတ်ဆောင်တော်သူဖြစ်လာတယ်ဒါကြောင့်မလို့ယေရှုခရစ်တော်မွေးဖွားတဲ့အချိန်မှာဟေရုမင်းကြီးကိုစာတန်ကအသုံးပြုပြီးတော့ဘာလုပ်လဲအဲ့ဒီအချိန်မှာနှစ်ယောက်ကလေးအားလုံးအကုန်လုံးတပ်ပြတယ်ဟုတ်တယ်မလားယေရှုပေါ်မလာဖို့ဖြစ်တယ်မေရှိယအရှင်သခင်ပေါ်မလာဖို့ယင်စာတန်ကနီလန်းပေါင်းစုံနဲ့အကုန်လုံးလုပ်တယ်လူသားရဲ့မျိုးနဲ့ပျက်စီးသွားဖို့ဘုရားသခင်ရဲ့သားသမီးတွေပေါ်မလာဖို့အကုန်လုံးလုပ်တယ်ဒါကြောင့်မလို့လေဒီနေ့ကျွန်တော်တို့ယုံကြည်သူတယောက်ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကအေးစစ်စစ်နေရတဲ့သူမဟုတ်တော့ဘူးဝိညာဉ်တိုက်ပွဲကိုအမြဲတိုက်ရတဲ့လူဖြစ်တယ်အရင်တော့ကတော့ယေရှုကိုမရခင်တော့အကုန်အဆင်ပြေတယ်စီးပွားရေးလည်းအဆင်ပြေတယ်လူမှုရေးလည်းအဆင်ပြေတယ်အရက်အတူတောက်လည်းရတယ်လောင်းကစားအတူလုပ်လည်းရတယ်ရက်ွက်ထဲမှာလည်းမျက်နှာသာရတယ်တငယ်ချင်းတွေကလည်းခင်တယ်ယုံကြည်သူလည်းဖြစ်သွားယေရှုနောက်လည်းလိုက်သွားတငယ်ချင်းတွေကမကြိုက်တော့ဘူးအရက်အတူတောက်လို့မရတော့ဘူးလောင်းကစားအတူလုပ်လို့မရတော့ဘူးအသက်ရှင်တဲ့ပုံစံမတူတော့ဘူးစကားပြောတဲ့ပုံစံမတူတော့ဘူးကျွန်တော်တို့ဖခင်နောက်ကိုလိုက်လာတဲ့ခါမှာစာတန်ကကျွန်တော်တို့ကိုအလွတ်မပေးတော့ဘူးအမျိုးအပေသူကိုဝါမျိုးရမလဲဆိုပြီးတော့နောက်ရှက်ဖို့ပြင်ဆင်တယ်ဒါပေမဲ့တတိယပါကျွန်တော်တို့နဲ့အတူရှိသောဖခင်ကျွန်တော်တို့ကိုကွယ်ကာထားတဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့ဟာမရဏနိုင်ငံသားတွေမဟုတ်ကျွန်တော်တို့ကကောင်းကင်နိုင်ငံသားတွေဖြစ်တယ်အာမင်စာရန်ကသူ့လုံးရမယ့်အလုပ်ကိုလက်လွတ်လိုက်ပေမဲ့အဲ့ဒီအလုပ်အားလုံးကိုအဲ့ဒီအခွင့်အာဏာအားလုံးကိုဖခင်ကကျွန်တော်တို့ကိုပေးတယ်။သင်ဟာငါရဲ့ဘုန်းကိုတည်ဆောင်တော်သူဖြစ်တယ်။ဘုရားလူကိုပြောပါသင်ဟာဖခင်ဘုန်းကိုတည်တော်သူဖြစ်တယ်။သင်ဟာဖခင်အလင်းကိုတည်တော်သူဖြစ်တယ်။သင်ဟာဖခင်ကိုချီးမွမ်းတော်သူဖြစ်တယ်။သင်ဟာဖခင်ကိုကိုးကွယ်တော်သူဖြစ်တယ်။ကဲကိုကိုပြောငါဟာဝိညာဉ်လူဖြစ်တယ်။အမြင့်ဆုံးသောဖခင်ရဲ့သားသမီးဖြစ်တယ်။ဖခင်ရဲ့အလင်းကိုတည်ဆောင်တော်သူဖြစ်တယ်။ဖျားဘုံကိုထင်ရှားတော်သူဖြစ်တယ်ဟာလေလုယာယောဟန်ခန်းကြီး၈ငယ်7မှာတဖန်တော်ယေရှုကငါသည်ဤလောကဤအလင်းဖြစ်၏ငါနောက်သို့လိုက်တော်သူသည်မှောင်မိုက်၌မသွားမလားအသက်၏အလင်းကိုရလိမ့်မည်မိန်တော်မူ၏မဿဲ9:14မှာသင်တို့သည်ဤလောက၏အလင်းဖြစ်ကြ၏တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်ဟာလေလုယာအော်စာရန်ကသူ့ရဲ့နီလန်းကိုအမြဲတမ်းသုံးတယ်ကျွန်တော်ကပ္ပဦးကျမ်းခန်းကြီး6မှာကျော်ဇောဂိတ္တိရှေးเนาะဘယ်လိုရေးထားလဲဆိုကပ္ပဦးကျမ်းခန်းကြီး6မှာစောစောကျမ်းစာလေးဖျားသခင်ထို့နောက်လည်းဖျားသခင်သားတို့သည်လူသမီးတို့နှင့်ဆက်ဆံ၍ရသောသားတို့သည်အာကြီးသောသူရှေးကာလမှစ၍ကြော်စောသောသူပြောပါအောင်ရှေးကာလမှစ၍ကြော်စောသောသူခေါင်းဆောင်တွေဖြစ်လာကြတယ်ကြော်စောသောသူဆိုတာကတခါလေနော်ခေါင်းဆောင်တွေအဲ့တော့အဲ့ကိစ္စတစ်ခုတည်းမဟုတ်ဘူးရေလွှမ်းမိုးပြီးနောက်ပိုင်းမှာလည်းအဲ့ဒီကိစ္စဖြစ်တယ်ကပ္ပဦးကျမ်းခန်းကြီး7အငယ်1ကနေလေးကိုဖတ်ချင်တယ်ဒါယူလွှမ်းမိုးပြီးသွားတဲ့နောက်ပိုင်းမှာမြေကြီးသားပေါင်းတို့သည်ဘာသာတစ်မျိုးတည်းစကားတစ်မျိုးတည်းရှိကြသည်ဖြစ်၍အရှိမျက်နာမှာခီးသွားသဖြင့်ရှိနာပြည်၌မြေညီရာရက်ကိုတွေ့၍နေရာချကြ၏သူတို့ကလည်းလာကြအုပ်လို့၍ခိုင်မာစွာဖုတ်ကြကုန်ဟန်ဟုတယောက်ကိုတယောက်ပြောကြ၏ထို့သောကြောက်ရာ၌အုပ်ကို၎င်းတရွတ်အရာ၌ရေညစ်တစ်မျိုးကို၎င်းရပြီးလင်လာကြမြေကြီးတစ်ပြင်လုံးအရက်ရက်ကွဲပြားမည်စိုးရင်၍မြို့ကို၎င်းမိုးကောင်းကင်သို့မှီရသောရဲတိုက်ကို၎င်းတီလို့သဖြင့်ကြော်ဇောကိတ္တိရှိစေခြင်းကပြုကြကုန်ဟန်ပြောဆိုဘသူရဲ့နီလန်းလဲစာရန်ရဲ့နီလန်းဖြစ်တယ်ဒါကြောင့်အသင်းတော်ဟာမိမိကိုယ်ကိုအမွှန်းတင်တဲ့နေရာမဟုတ်ဘူးဖခင်ကိုဘုန်းပေးတဲ့နေရာဖြစ်တယ်။ကြောင့်ဒီအသင်းတော်နှစ်တိတိပို့ဆောင်တာဖခင်သခင်ယေရှုတော်တသက်ဖြစ်တယ်။ဘလောက်ပဲရေလောင်းတဲ့လူရှိပါစေဘလောက်ပဲပေါင်းတင်တဲ့လူရှိပါစေဘလောက်ပဲမြေဩဇာကျွေးတဲ့လူရှိပါစေအပင်ကိုကြီးထွားစေတာဖခင်သခင်ဖြစ်တယ်။ဗိတ်သိပ်ပေးတာဖခင်ဖြစ်တယ်။ချီးမြှောက်တာဖခင်ဖြစ်တယ်။ဟာလေလုယာ။ကြောင့်ဒီအသင်းတော်ရဲ့ကောင်းကြီးမင်္ဂလာဒီအချိန်ထိယေရှုတော်ချီးမွမ်းစရာအားလုံးဟာဆရာတော်မဟုတ်ဘူးဆရာမတော်မဟုတ်ဘူးအမှုတော်ဆောင်လုံငန်းမဟုတ်ဘူးဒီမှာရှိတဲ့သင်းအုပ်တွေမဟုတ်ဘူးဖခင်သခင်ဖြစ်တယ်
လူတွေကအဲ့လိုကြော်စောကိတ်တီဆိုတဲ့အရာကိုလာတဲ့အခါမှာဖခင်ကသူတို့ကိုဘာသာစကားတွေအများကြီးပေးပြီးတော့ကွဲပြားစေတဲ့အခါမှာသူတို့ဆက်ပြီးအလုပ်လုပ်လို့မရတော့ဘူးအခုလက်ရှိကမ္ဘာပေါ်မှာရှိတဲ့တိုင်းနိုင်ငံတွေလူမျိုးအသီးသီးဘာသာစကားတွေကွဲပြားကုန်တာအဲ့ဒီကနေအစပြုတယ်ဒါပေမဲ့စာရမဏေကရက်မသွားဘူးမောရှေမှာတစ်ချိန်ယေရှုခရစ်တော်ပေါ်လာမယ့်အချိန်မှာတစ်ချိန်ခလေးငယ်တွေကိုတပ်ဖြတ်ပြီးတော့လှုပ်ဆောင်နောက်ဆုံးမှာယေရှုခရစ်တော်ကနော်ဘုရားသခင်အကြံစီတိုင်းပဲမွေးဖွားလာပြီးတော့တခါတည်းဘုရားသခင်ကကောင်းကင်တမန်အားဖြင့်လမ်းညွှန်ခြင်းကနေမွေးဖွားလာတဲ့ခါမှာနောက်ဆုံးမှာယေရှုခရစ်တော်ဟာအမှုဆောင်ရမယ့်အချိန်ကိုရောက်လာပြီအချိန်ရပါသေးလားနည်းနည်းလေးအနည်းငယ်လေးပြောပြီးတော့ကျွန်တော်အဆုံးသတ်ခြင်းတယ်လုကာခရစ်ဝင်အခန်းကြီး၄ကိုရောက်လာတဲ့အခါမှာယေရှုခရစ်တော်ကအဒီအချိန်မှာအသက်30အရွယ်ရောက်လာပြီအခုသူဖခင်ရဲ့အမှုကိုဖခင်ရဲ့နိုင်ငံတော်သတင်းစကားကိုစကြေညာတော့မယ်အခုမြေကြီးပေါ်မှာနိုင်ငံတစ်ခုပဲရှိတယ်ဘာနိုင်ငံလဲဆိုတော့စာရန်ရဲ့နိုင်ငံစာရန်ရဲ့အုပ်ချုပ်မှုအဲ့ခွင့်အာဏာအလုံးကိုမာနက်ကဘသူစီရခဲ့တာလေအာဒန်နဲ့အေဝါစီကရခဲ့တာဟုတ်လားဤလောကမှာရှိတဲ့စီးစိမ်အလုံးဘုံတကူအလုံးအငယ်9မှာဖတ်ခြင်းတယ်တစ်ဖက်မာနက်သည်ယေရှုကိုမြင့်လှသောတောင်ပေါ်သို့ခေါ်ဆောင်သွား၍ဤလောက၌ရှိသမျှသောတိုင်းနိုင်ငံတို့ကိုတခဏချင်းတွင်ပြညွှန်၍ဤဘုံတကူအာနုဘော်ရှိသမျှကိုငါ၌အပ်ခဲ့ပြီးငါသည်ပေးလိုသောသူအားပေးရသည်ဖြစ်၍ကိုတော်အားပေးပါမည်ငါကိုကိုးကွယ်လျင်ဤအလုံးစုံတို့သည်ကိုတော်ဤဥစ္စာဖြစ်လိမ့်မည်ဟုရှောက်လေအခုစာရန်ကအာရန်နဲ့အေဝါစီကိုလာတယ်လို့ပဲအခုဘသူစီကိုလာလဲယေရှုစီကိုရောက်လာပြီကျွန်တော်ပြောပြချင်တယ်ကျမ်းစာထဲမှာယေရှုခရစ်တော်ရဲ့နာမည်တစ်ခုကနောက်ဆုံးအာဒံဒီနေ့အဖြစ်ပြောမှဆိုဒုတိယအာဒံဖြစ်တယ်ဒုတိယအာဒံဘာဖြစ်လို့သူ့ကိုဒုတိယအာဒံလို့ပြောတယ်နောက်ဆုံးအာဒံလို့ပြောတယ်နော်နောက်ဆုံးအာဒံလို့တော့ကျွန်တော်ဒုတိယအာဒံဆိုတာပထမတစ်ယောက်ရှိခဲ့လို့ဒုတိယလို့သုံးတာဒါပေမဲ့တတိယတစ်ယောက်ပေါ်လာမှာမဟုတ်ဘူးโอเคမျှော်မနေနဲ့哦ဘာကြောင့်ဆိုတော့ဒုတိယအာဒံလို့ခေါ်တဲ့ယေရှုနောက်ဆုံးအာဒံလို့ခေါ်တဲ့ယေရှုကပထမအာဒံဆုံးရှုံးသွားသောအခွင့်အာဏာအလုံးကိုသူကလက်ဝါးကားလိုက်တော့အဖြစ်အကုန်လုံးကိုပြန်လည်သိမ်းပိုက်လိုက်တာဖြစ်တယ်အခုအာဒံနဲ့အေဝါစီကိုစာရန်ကလာတယ်လို့မျိုးပဲအခုနောက်ထပ်အာဒံတစ်ယောက်ဖြစ်တဲ့ဖျားဆေလွတ်လိုက်တဲ့ဖျားရဲ့သားယေရှုခရစ်တော်ကလူသားအနေနဲ့လောကကိုကြွလာတဲ့အခါမှာယေရှုစီကိုရောက်လာပြီးစာရန်ကဘာပြောလဲဆိုတော့ဝိညာဉ်နယ်ပယ်ထဲမှာမြင့်လှဆိုတော့အရာခသိန်းကိုမြင်လို့ရတဲ့သူနဲ့ဆိုင်တဲ့ domain သူနဲ့ဆိုင်တဲ့နယ်ပယ်တွေကိုခေါ်သွားပြီးတော့ကြည်ပါလူမျိုးအသီးသီးတိုင်းနိုင်ငံအသီးသီးရှေးကမ္ဘာအဆက်ဆက်ကနေရှိတဲ့တိုင်းနိုင်ငံလူမျိုးအသီးသီးအခုအချိန်ထိတိုင်အောင်ရှိတဲ့လူမျိုးအသီးသီးကငါ့ကိုဘလို့ကိုးကွယ်လဲငါ့ကိုဘလို့ချီးမြှောက်လဲငါရဲ့စကားကိုဘလို့နားထောင်ငါ့ကိုဘလို့ဘူးဇော်လဲသူတို့ရဲ့သားသမီးတွေကိုတော့မနှမျောဘူးကလေးငယ်တွေကိုတော့မှတက်ပြီးတော့ကိုးကွယ်တဲ့အထိသူတို့ငါ့ကိုချစ်ကြတယ်ငါ့ကိုကိုးကွယ်ငါ့ကိုလေးစားကြတယ်ဒီဘုံတကူအာနုဘော်ရှိသမျှကြွယ်ဝခြင်းအခွင့်အာဏာရှိသမျှကိုအခုကိုတော့ကိုပေးမယ်ဤလောကကဘာမှာအုပ်ချုပ်တဲ့အခွင့်အာဏာအားလုံးဒီဘုံတကူဟာငါစီကိုလာပြီးတော့အခက်ပေးတယ်ဘယ်သူကအက်ခက်ပေးရလဲအာရန်နဲ့အေဝါကဒါပေမဲ့အခုပေးခြင်းတဲ့လူကိုပေးလို့ရတယ်ကိုတော့ကိုပေးမယ်အကျွန်ုပ်ကိုကိုးကွယ်ပါစာရန်ဟာအမြဲတမ်းကိုးကွယ်ခြင်းအတွက်အရာခတ်သိမ်းကိုပေးဖို့အစဉ်သင့်ရှိတယ်အကြောင်းတစ်ခါလေကျွန်တော်တို့လောကမှာရှိတဲ့သချင်းတွေကိုကြိုက်လို့ဆိုကြဒီဆိုတော့ကိုကြိုက်လို့ဒီတန်စင်ကိုကြိုက်လို့ဆိုကြတယ်အဲဆိုတဲ့သချင်းတွေကစာရန်ကိုကိုးကွယ်နေတယ်ဆိုတော့ကျွန်တော်တို့မသိကြဘူးအချို့သောသူတွေကတခါအားကစားလုပ်ကြတယ်ဟာငါကကျမ်းမာရေးလိုက်စားတယ်အားကစားလုပ်တယ်ဘာလုပ်လဲယောဂလုပ်တယ်မသိဘူးလားယောဂဆိုတာကစာရန်ကိုကိုးကွယ်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်ဦးကျွန်တော်တို့ဒီ service လုပ်တဲ့အခါမှာရှေ့မှာကလေးတွေဝင်လာတယ်ဟုတ်လားအလံလေးနဲ့တချင်းသာလေးဖို့ပြီးသွားတော့ဒါပဲဘာကောက်ကွယ်မှမရှိဘူးဒါပဲဒါပေမဲ့သူတို့ဘာကိုလုပ်နေတာလဲအောင်လံလွင့်ထူနေတာဖះကိုကိုးကွယ်နေတာဟုတ်လားဟုတ်ပါသလားအရှိမအလံရမ်းနေတာသူတို့လက်ကျင်ကန်လုပ်နေတာလားဘယ်သူကိုကိုးကွယ်နေတာလဲဟာဒါနဲ့အကောက်ဖွဲ့ဝင်လာဟုတ်တယ်မလားအကောက်ကွယ်နေတဲ့ကားတယ်ဖြောပြနေတာလားဘယ်သူကိုကိုးကွယ်နေတာလဲဟုတ်လားဒီမှာမရှိတဲ့ဖန်ချင်းဒီကိုသူကနော်အတန်းမထွက်ဘူးလက်ကရင်လာပြီဒီမှာရှိတဲ့သမီးတွေကလည်းကိုးကွယ်တယ်ကိုးကွယ်တယ်ခါလေအားရပါလေဟုတ်လားနောက်ခါလူကြီးတစ်ဖွဲ့တက်လာပြန်နောက်တစ်ခါခလေးတွေတက်လာပြန်ပြီကားကြတယ်သူတို့ဘာတွေလုပ်နေတာလဲကောက်ွယ်မျိုးစုံနဲ့လှုပ်ရှားမှုမျိုးစုံနဲ့ဘာကိုလုပ်နေတာလဲသက်ရှင်သောထာဝရဘုရားကိုကိုးကွယ်နေတာတော့ကျွန်တော်ကကျမ်းမာရေးဆိုပြီးတော့ယောဂလုပ်နေတာကျွန်တော်ပြောပြမယ်အဲ့ဒီယောဂကသူ့ရဲ့ဟိန္ဒူကိုးကွယ်မှုမှာနတ်ဖျားကိုကိုးကွယ်တဲ့ကောက်ွယ်တွေဖြစ်တယ်
ကျမ်းမာရေးမဟုတ်ဘူးကာကွယ်တယ်အဲ့ဒါသေချာ study လုပ်ကြည့်ပါကျွန်တော်တို့လုပ်ပြီးသွားပြီနတ်ဖျားကိုကိုးကွယ်တယ်ကာကွယ်တယ်ဖြစ်တယ်သူရဲ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကအမလေးအဲ့ဒါအကျော်တွေကပျော့ပြောင်းနေတယ်လာမလုံးနဲ့ဒီလောကမှာနိုင်ငံနှစ်ခုပဲရှိတယ်စာရရဲ့နိုင်ငံနဲ့ကောင်းကင်နိုင်ငံဖျားသခင်နဲ့မဆိုင်တဲ့အရာခတ်သိမ်းဟာစာရရဲ့နယ်ပယ်ကဟာတွေဖြစ်တယ်မွေးစေဝါတော့မယ်အရက်တော့မယ်လွမ်းနဲ့ဆွေးတဲ့တခြင်းကောင်းကောင်းတစ်ပုဒ်ကိုဆက်လိုက်မယ်ဘုရားသခင်စီကလာတာဟုတ်ပါမလားဟယ်လိုဘယ်ကနေလာလဲခန်းစားချက်တွေကလာတာဘယ်ချိန်မှာတခြင်းတွေထွက်လာတယ်ချလိုက်တဲ့ခါမှာတခြင်းတွေထွက်လာတယ်ဟာအဲ့ဒါကိုခရစ်ယာန်ယုံကြည်သူတွေကလိုက်ဆိုကြတယ်အမေဘယ်ထိရောက်လဲဆိုတော့ခရစ်စမတ်ထိရောက်လာတယ်ဘုရားကျောင်းတဲ့ထိရောက်လာတယ်စင်ပေါ်ထိရောက်လာတယ်အမေခရစ်စမတ်ရောက်တော့ခရစ်စမတ်တခြင်းပါရင်ပြီးရောတခါအင်္ဂလိပ်စကားလည်းနားမလည်ဘူးလေကျွန်တော်တို့အဖွဲ့တွေကခရစ်စမတ်စာသားပိုင်အဲ့ဒါခရစ်စမတ်ပဲဆိုပြီးတော့အပေါ်မှာကလေးတွေလူငယ်တွေကကြတယ်အောက်ကလူကြီးတွေလက်ခုပ်တီးကြတယ်အမှန်မှန်ကဘာရေးထားလဲဆိုတော့အဲ့တခြင်းစာသားကခရစ်စမတ်မှာ तू ကြိုက်တဲ့ကောင်မလေးနဲ့တွေ့ပြီးတော့အတူအိတ်တာကိုအမလေးအဲ့ဒီအိတ်လိုက်တဲ့အရာသားလေးကိုတတိယလို့ရေးထားတာကျွန်တော်တို့ကမသိဘူးလေနော်ခရစ်စမတ်ဆိုစကားလုံးပါခရစ်စမတ်တခြင်းဆိုပြီးတော့လူငယ်တွေကိုကခိုင်းလိုက်ရောမဲ့လူငယ်တွေလည်းဘာမှမသိဘူးဘာသာလည်းတစ်ခါမှမပြန်ဘူး background လည်းတစ်ခါမှမလုပ်ဘူးဟောအဲ့တခြင်းကတန်စင်ကောင်းတယ်ငါတို့ကကွက်နေဆိုကွက်တီပဲရေးလဲကကြတယ်ဟေးဟိုမှာဖောက်ပြန်တဲ့တခြင်းအသွေးသားအဖြစ်လွန်ကျူးထားတဲ့အဲ့ဒါကိုကြိုက်တဲ့တခြင်းအချို့တခြင်းတွေကကိုတတ်သေးဖို့အားပေးတဲ့တခြင်းတွေစာရန်ဟာတပ်ဖို့ဖြည့်ဆည်းဖို့ဒီလောကကိုကြွလာတာဖြစ်တယ်တခါတလေကျွန်တော်ဆွဲချင်းနေဆိုရင်နဲ့ကိုတတာနဲ့ဘာမှလည်းမလုပ်ဖ ೇನೆ ထိုင်စိတ်တက်ကြလာဆရာကြီးဘာဖြစ်မှန်းကိုမသိဘူးကျွမ်းလည်းပြောတယ်ဆရာဝန်စီမှာဆေးသွားစစ်တယ်ဘာယောဂမှမတွေ့ဘူးဒါပေမဲ့ဘလို့မှနေလို့မကောင်းဘယ်ကောင်းမလဲနားထောင်နေတဲ့ချင်းတွေကဟုတ်မှမဟုတ်တာကျမ်းမာရေးလောက်တဲ့ကားကွက်တွေကနတ်ဆိုးကိုကိုးကွယ်နေတဲ့ကားကွက်တွေဖြစ်မှာပေါ့ဆရာဝန်လည်းရှာတွေ့မှာမဟုတ်ဘူးဆရာဝန်ကိုသွားဒုက္ခမပေးနဲ့ခါမကျွန်တော်ယုံကြည်သူတွေအသင်းတော်ကကိုနဲ့ဆိုင်တဲ့နယ်ပယ်ကိုးကွယ်ရမယ်ဖျားချီးမွမ်းရမယ်ပုံစံတွေကိုကြတော့ကျွန်တော်တို့ကဝေဖန်ခြင်းတယ်ကျွန်တော်တို့ကနတ်ဆိုးတကိုးပြနိုင်တာကိုတော့ယုံတယ်ဗျနှလုံးထီသုံးလုံးထီကိုနတ်ဆိုးကအထက်လန်းအောက်လန်းဆရာနဲ့နံပါတ်ပေးတာကိုတော့ယုံတယ်ဝိညာဉ်တော်ဖခင်ကကျမ်းမာခြင်းတကိုးပေးတာကြတော့တန်တရားရှိတယ်ဘယ်သူတွေတန်တရားရှိတာလဲယုံကြည်သူတွေတန်တရားရှိနေတာမကောင်းတဲ့နတ်ဆိုးဝိညာဉ်ရှိတယ်ဆိုမှတော့ကောင်းတဲ့ဖခင်ရဲ့ဝိညာဉ်လည်းရှိပါဗောနတ်ဆိုးနဲ့ပေါင်းဖော်တဲ့နတ်ကတော်ရှိမှတော့ဝိညာဉ်တော်ကိန်းဝတ်သောဖခင်ရဲ့ကြော်လည်းရှိမှာပေါ့ကျွန်တော်တို့ကဝိညာဉ်တော်နဲ့ကြတော့မပေါင်းဘူးနတ်ဆိုးနဲ့ပေါင်းတာကြတော့ဘေဒင်ကမေးချင်သေးတယ်ထီကထိုးပြီးတော့ပေါက်ချင်သေးတယ်နှလုံးသုံးလုံးကြတော့တခါတည်းကျန်းစာအုပ်ကိုလှန်ပြီးတော့မှအဲ့ဒီနံပါတ်ဆိုပြီးသွားထိုးတဲ့အဖွဲကရှိသေးတယ်နတ်ဆိုးရဲ့နီလန်းနေဖြစ်တယ်ဟောဒါလူရဲ့နီလန်းနေဒါပေမဲ့အဲ့ဒီလူရဲ့နီလန်းကဘယ်ကလာတာတော့စောကလိုမျိုးပဲတချင်းဆက်လိုက်တယ်ဘယ်သူကဆက်တာလဲနတ်ဆိုးဆက်တာမဟုတ်လူကဆက်တာဒါပေမဲ့အဲ့လူကဘလို့သက်ရှင်လဲကျွန်တော်မြန်မာပြည်တော်တော်ထူးဆန်းတယ် relationship ဆိုပြီးတော့တခါနဲ့ဇနီးမောင်နှံတွေကိုတဲ့ coach လုပ်ပေးတာတဲ့ပြီးတော့အဲ့တယောက်ကတခါနဲ့ကောင်းမအိမ်တော်မတီထောင်နိုင်ရှာဘူးဟိုတယောက်နဲ့တွဲလိုက်ဒီတယောက်နဲ့တွဲလိုက်နာမည်က relationship coach တဲ့အဲ့ဒါလည်းမြန်မာတွေကပတ်စံပေးပြီးတော့သွားပြီးတော့နားထောင်ကြတာပဲ Facebook မှာတယောက်ရှိသေးတယ်နာမည်က A နဲ့စတယ်မြန်မာပြည်မှာနေတာမဟုတ်နိုင်ငံခြားမှာနေတာဒါပေမဲ့မြန်မာပဲခါတဲ့တရားထိုင်တဲ့နီလန်းကိုပြောတယ်အမေ share ထားတာဘယ်သူတွေလဲ The city အသင်းတော်က worship မှာပါတဲ့အဖွဲ့ကတော့မှ share ထားသေးတယ်ကျွန်တော်ကတွေ့တော့အရန်တော်သားဆိုတာချက်ချင်းလမ်းဖုံးဆက်တာဘာလို့တာအဲ့ဒါမသိဘူးလားဆိုမသိလို့ပါဆရာတဲ့တွေ့မျက်စိရှိမှဆိုခေါင်းခောက်လိုက်ချင်တယ်ဟိုကခါတဲ့ဝိညာဉ်နဲ့ပဲနဲ့ပေါင်းဖော်ပြီးဒါမှမဟုတ်လူရဲ့စိတ်ကိုကျွန်တော်ပြောမယ်ဖခင်သခင်နဲ့တူတဲ့ဝိညာဉ်ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့အတွင်းဝိညာဉ်ဟာဝိညာဉ်နဲ့ပဲကိုကောင်းကောင်းချိတ်ဆက်နိုင်တယ်
ဒါကြောင့်မလို့အိမ်မက်နဲ့ဆိုင်နေရတယ် prophet နဲ့ဆိုင်နေရတယ်ဘေဒင်အတက်ပညာတွေဆိုတာကအရန်နီးခတ်တယ်ကျွန်တော်တို့ ਨੇ ဘာဖြစ်လို့လဲကျွန်တော်တို့ကဝိညာဉ်လူတွေဖြစ်တော့ကြောင့်မလို့ဝိညာဉ်နဲ့ပဲနဲ့အရန်ရောရှက်လို့ရတယ်အဲ့တော့နတ်ဆိုးကအဲ့ဒီအရာကိုကောင်းကောင်းသိတယ်ဒါပေမဲ့ကျွန်တော်တို့ကမခွဲခြားနိုင်ဘူးဒါကြောင့်ဘသူကဘသူတွေနဲ့ပေါင်းဖော်လဲသဘောပေါက်ဖို့လိုတယ်သင်တို့ဆိုတဲ့သချင်းတွေကျွန်တော်မှ list တွေအများကြီးပဲအခုတကယ်အချိန်မရလို့သာကျွန်တော်ပြောမယ်အခုကျွန်တော်တို့ coffee တောက်ရင်ဒီမှာတော့မရှိဘူးနိုင်ငံခြားမှာဆို Starbucks ရှိတယ် Starbucks coffee logo ကဘာလဲသိတာနတ်ဖျား logo ဖြစ်တယ်အဲ့နတ်ဖျားရေအောင်းနဲ့ဆိုင်တဲ့နတ်ဖျားဖြစ်တယ်သူကလေနဲ့ဆိုင်တဲ့နတ်ဖျားရှိတယ်မြေနဲ့ဆိုင်တဲ့နတ်ဖျားများဆိုကောင်းကင်နဲ့အစိုးရတဲ့မင်းတွေရှိတယ်ဟုတ်တယ်မလားကျွန်တော်တို့ Apex Over စာထဲမှာအကုန်ပါပြီးသားအဲ့တော့ရေနဲ့သက်ဆိုင်တဲ့နတ်ဖျားရှိတယ်အဲ့တော့အဲ့ဒီနတ်ဖျားရဲ့ပုံကဘာလဲဆိုတော့သူ့ရဲ့ပေါင်တစ်ချောင်းဒီလိုဖြဲထားတာမကြုံရင်အခု Google လောက်ကြည့်လိုက် Starbucks ရဲ့ logo ကနတ်ဖျားရဲ့ logo ဖြစ်တယ်နတ်ဖျားမရဲ့ logo ဖြစ်တယ်ဘယ်လို logo မျိုးလဲသူ့ရဲ့ရင်သားကိုဖော်ထားတယ်သူ့ရဲ့ပေါင်ကိုဖြဲထားတယ်အဲ့ဒါကိုစဝိုင်းနဲ့ဝိုင်းပြီးတော့ logo လောက်ထားတယ်ပြီးတော့ coffee ရောင်းတယ်ယုံကြည်သူတွေအားရပါရဝယ်တောက်ကြတယ်မသိလို့ဝယ်တော့တာပြဿနာမရှိဘူးဒါပေမဲ့ဒီနေ့သိပြီဆိုရင်ကျွန်တော်ပြောတာကနော်ဒီလိုသာဖြတ်တောက်မယ်ဆိုတော့တခုမှကြံမှာမဟုတ်ဘူးဒါပေမဲ့ဘာကိုဆိုလို့ကျင်တာလဲဘယ်နီလန်းကဖရားရဲ့နီလန်းနဲ့ဒါကိုသိဖို့လိုတယ်ကိုယ့်ရဲ့နောက်ထပ်မျိုးဆက်ကိုတွင်တင်ဖို့လိုတယ်အာမင်ဝါပြောမယ်ဆိုအများကြီးပဲအခုနောက်ပိုင်းမှာခစ်စားလာတဲ့ကလေးတွေကြိုက်တဲ့အယုတ်တရုတ်ရှိတယ်ကျွန်တော်သမီးလေးမွေးနေကြတော့လက်ဆောင်လာပေးတာဘာရုပ်ဆိုလာပူပူတဲ့နောက်ကျွန်တော်ထိုင်းနိုင်ငံမှာရှိတယ်အဲ့ကလေးနဲ့ပတ်သက်တဲ့အရာအများကြီးပဲကျွန်တော်ပြောမယ်ကလေးနဲ့ပတ်သက်တဲ့ကိစ္စတော်တော်များများနတ်ဆိုးရမ်းကြိုက်တယ်ဒါကြောင့်မလို့ကျမ်းစာရဲ့သမိုင်းလူသမိုင်းကိုကြည့်လိုက်မယ်ဆိုရင်ကလေးငယ်တွေကိုတတ်ပြီးတော့ပူဇော်တဲ့ကိစ္စဒါနတ်ဆိုးရဲ့နီးလန်းနေဖြစ်တယ်ထိုင်းနိုင်ငံမှာဆိုရင်အဆောင်တစ်ခုရှိတယ်လက်ဖွဲ့တစ်ခုရှိတယ်ထိုင်းနိုင်ငံလက်ဖွဲ့တွေကအရန်ဟာတာเนาะကျွန်တော်တို့အတွက်ဟာတာပေါ့သူတို့တက်တော့အရန်ကောင်းတယ်လမ်းမှာသွားရင်ဒီတိုင်းပဲလမ်းပေးမှာစပွဲပေါ်မှာဆိုင်ပေါ်မှာပေါ်ပေါ်တင်တင်ရောင်းတာဗါလဲသိလားအမျိုးသားတွေရဲ့ private part အင်္ဂလိပ်လိုပဲပြောတော့မယ်ဒီတိုင်းအမှတက်သားနဲ့ထုတ်ထားတာရှိတယ်ဘာအမျိုးသားလို့ကျင်တယ်တေးလေးတွေရှိတယ်အကြီးတွေလည်းရှိတယ်ကျွန်တော်မသိဘူးကျွန်တော်လမ်းသွားရင်းနဲ့ဟာဘာကြီးတုံးဆိုလန့်သွားတယ်လူမြင်ကွင်းမှာလေအဲ့ဒါဘေးကကျွန်တော်ရဲ့တင်းဟုတ်ဆရာရှိတယ်ဘန်ကောက်ကတင်းဟုတ်ဆရာထွန်းအောင်ဆင့်သူကကြတော့သူကထိုင်းဘာသာစကားလေးရတယ်ထိုင်းနိုင်ငံနဲ့အချိန်တော့သူရမ်းချွမ်းတယ်ဆရာလာဆရာလာဟာလားဘာကြီးလဲလာဆရာအဲ့ဒါကထိုင်းမှာဒီလိုပဲရောင်းတာလက်ဖွဲ့တဲ့အဆောင်နဲ့အဲ့ဒါအမျိုးသားရဲ့အင်္ဂါကြီးကိုစီးပွားရေးအောင်မြင်ဖို့ဆိုပြီးတော့အဆောင်ထားပြီးတော့ဈေးဆိုင်မှာဈေးရောင်းရင်အဲ့ကောင်ကြီးကိုထောင်ထားတာရောင်းကောင်းလို့တဲ့ယုံကြည်သူတွေအဲ့ဒါလည်းမသိဘူးသွားစားတာပဲမင်းကောင်းလိုက်တာတဲ့ကျွန်တော်ကဟိုရောက်တော့ခောက်ဆွဲစားခြင်းတယ်နော်ရှမ်းခောက်ဆွဲတွေပါစားခြင်းတယ်လေနော်အဲ့တော့ထိုင်းရလေခောက်ဆွဲရအောင်ကျွန်တော်ခောက်ဆွဲမှာတာခောက်ဆွဲလဲလာချကြတော့အသွေးခဲတွေပါတယ်ကျန်းစာထဲမှာပြောထားပြီးတော့ယုံကြည်သူကအသွေးစားလို့မရဘူးအသွေးဟာသူကအသက်နဲ့ဆိုင်တယ်ကိုးကွယ်ခြင်းနဲ့ဆိုင်တယ်ပူဇော်ပသခြင်းနဲ့ဆိုင်တယ်ခလေးငယ်တွေကိုတတ်ပြီးတော့အသွေးသွန်းလောင်းတဲ့အရာဆိုင်ဒါကြောင့်ယေရှုကကျွန်တော်တို့ကိုကယ်တင်တဲ့အခါမှာသူ့ရဲ့အသွေးကိုသွန်းလောင်းပြီးကယ်တင်တယ်အသွေးဟာအသက်နဲ့ဆိုင်တယ်အပြစ်ဖြေခြင်းနဲ့ဆိုင်တယ်ပူဇော်ခြင်းနဲ့ဆိုင်တယ်အရေးကြီးတယ်ဒါကြောင့်မလို့အသင်းတော်တွေကိုတမန်တော်တွေကဘာမှလဲဆိုတော့အသွေးလုံးဝမစားရဘူးပူဇော်တဲ့ရစ်ကောင်ကနေလာတဲ့ຢာကိုမစားရဘူးပြောထားပြီးသားဓမ္မဟောင်းမှာကောဓမ္မသစ်မှာကောဟာကျွန်တော်အသွေးခိုင်းမြင်တော့ဒါပါလဲဆိုတော့မဲကျွန်တော်ကပြောသေးတယ်ပဲသွေးမဟုတ်ဘူးနော်အဲ့ဒါပဲသွေးမဟုတ်ဘူးပဲကနေလှုပ်ထားတာတဲ့အသွေးပုံစံနဲ့လုံးဝမဟုတ်ဘူးထိုင်းမှာကျတော့တကယ်အသွေးခောက်ဆွဲထဲမှာအဲ့အသွေးခဲကိုထည့်တာအရေထဲမှာအဲ့အသွေးနဲ့သူတို့ဖြော်တယ်တော့တခါလေကျွန်တော်တို့ထိုင်းစားတော့ဆိုင်တွေသွားတဲ့ခါမှာအရန်သတိထားရတယ်သူတို့ရဲ့လက်ဖွဲ့တစ်ခုဆော့ကျွန်တော်ပြောတယ်လက်ဖွဲ့တစ်ခုကဘာလဲအဆောင်တစ်ခုကအရန်နာမည်ကြီးတဲ့အဆောင်တစ်ခုကဘာလဲဆိုတော့တရေသားဖြတ်ချလိုက်တဲ့အဲ့ဒီကလေးငယ်လေးတရေသားလေးကိုအချောက်ခံပြီးတော့အဆောင်ထားတာပြီးတော့သူတို့ရဲ့ရက်ွက်တွေမှာဖျားစင်လှုပ်ထားတယ်ကလေးငယ်ကိုဖြတ်ချပြီးတော့နော်စဉ်းစားကြည့်နော်အဲ့တော့ကလေးငယ်တွေကိုတတ်တဲ့နီလန်ဘဲကလာတယ်စာရန်စီကလာတယ်ဖျားသခင်စီကလာတာမဟုတ်
အရင်ကလေးကဓမ္မဟောင်းမှာကလေးကခလင်းငယ်များစွာကိုအကျဉ်းချင်းလူတွေကိုတတ်ချင်းဖြတ်စည်းခြင်းကလာတော့မှန်တဲ့ဒီယနေ့အချိန်ထိကိုဝင်ဖြတ်ချတဲ့နီလန်းနေနဲ့အဲ့ဖြတ်ချထားတဲ့ကိုဝင်တော်မှစီးပွားရေးအောင်မြင်နေဆိုတဲ့အဆောင်အဖွဲနီလန်းနေနဲ့အသုံးပြုနေတဲ့အရာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကမသိကြဘူးနော်စီးပွားရေးအောင်မြင်မယ်ဆိုရင်ကိုးကွယ်ဖို့အစင်သင့်ဖြစ်နေတဲ့ခရိယန်တွေလည်းရှိကြတယ်ကျွန်တော်ပြောမယ်စာရန်ဒီကြွယ်ဝခြင်းကိုလည်းပေးနိုင်တယ်တကိုးကိုလည်းပေးနိုင်တယ်သူစီမှာရှိတယ်နတ်တွေကိုကောင်းကောင်းပူဇော်ပါတိုင်းသင်စီးပွားရေးအောင်မြင်တယ်ကောင်းကောင်းမပူဇော်ရဲ့ချိန်ကျရင်သင်ကိုကိုင်းပြီနော်အဲ့ဒါဘာခေါ်ဆိုနတ်ကိုင်းတယ်လို့ခေါ်တယ်အဲ့တော့နတ်အကိုင်းမခံရအောင်ဘာလုပ်ရလဲပူဇော်ပါသားရတယ်အပေးယူလုပ်ရတယ်အပေးယူလုပ်တာဘယ်သူနီးလန်းလဲကုံသွဲတာဘယ်သူနီးလန်းလဲစာရန်နီးလန်းစာရန်ကအပေးယူလုပ်တာဒါကြောင့်ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာထဲမှာဖခင်နီးလန်းနေတဲ့အသက်ရှင်ဖို့အရေးကြီးတယ်ဟာလေလုယာဆိုတဲ့သခြင်းတွေပြောတဲ့စကားတွေနှုတ်ကပတ်တော်နဲ့ညီဖို့အရန်အရေးကြီးတယ်ဟိုးဒါလောကမှာရှိတဲ့လူတွေပြောနေတာပဲဟိုးဒါကငါတို့တငယ်ချင်းတွေလုပ်နေတာပဲဒါကလူတွေလုပ်နေတာပဲလူတွေလုပ်တိုင်းကျွန်တော်တို့လိုက်လို့ဆရာမလိုဘူးနောအေကသူ့ရဲ့သားတွေကိုအဲ့ချိန်တုန်းကလူတွေပေါင်းဖော်တယ်လို့မပေါင်းဖော်ခိုင်းဘူးသင်မောပဲဆောက်ခိုင်းတယ်ခင်မိဆရာမလိုဘူးသင်မောဆောက်ဖို့ပဲလိုတယ်အာမင်အခုလက်ဒီတိုင်းပဲဒီမှာရှိတဲ့ညီကိုမောင်နှမတွေသင်နဲ့ကျွန်တော်ခင်မမိတာပြဿနာမရှိဘူးခင်မိစရာမလိုဘူးဘုရားသခင်စောက်ခိုင်းတော့အိမ်တော်ကိုစောက်ဖို့ပဲလိုတယ်ဟာလေလုယာအာမင်မိမိအသက်တာကိုတိဆောက်ဖို့လိုတယ်ကိုသားသမီးတွေကိုတိဆောက်ဖို့လိုတယ်အသင်းတော်ကိုတိဆောက်ဖို့လိုတယ်လူတွေရဲ့အသက်တာကိုလမ်းမှန်ကိုပို့ဖို့လိုတယ်ခင်မိစရာမလိုဘူးခင်မိစရာမလိုခင်နောက်ကြတယ်လို့ပြောလဲခယူမဆိုင်နဲ့အာရန်နဲ့နော်အေးတော်မှသူတို့မိသားစုတော်မှနှစ်100လောက်ပြောခံခဲ့ရတာသူတို့သင်္ဘောဆောက်တာတနေ့နဲ့ပြီးတာမဟုတ်ဘူး။အဲကြောင့်မလို့ကျမ်းစာထဲမှာဗာပြောထားလဲယေရှုကနောက်ဆုံးသောကာလဟာတဲ့နောအေကဲ့သို့ဖြစ်လိမ့်မယ်။နောအေခေတ်ကာလကဲ့သို့ဖြစ်လိမ့်မယ်။အခုကျွန်တော်တို့အသက်ရှင်ကာလဟာဒါငါတို့ရပိုင်ခွင့်မယ်။ငါတို့နေခြင်းသလိုနေမယ်။စာတန်ကပေါင်းဖော်နေတယ်။စာတန်နဲ့ပေါင်းဖော်တဲ့ကတော်ဆိုတာရှိတယ်။စာတန်ကသူအသုံးပြုတဲ့သူရဲ့အမှုဆောင်ဆိုတာရှိတယ်။နတ်ဆိုးရဲ့ဝိညာဉ်အားဖြင့်တကိုးပြနေတဲ့လူတွေများစွာရှိတယ်။စီးပွားရေးနယ်ပယ်မှာလည်းရှိတယ်နိုင်ငံရေးမှာလည်းရှိတယ်မြန်မာပြည်ကလူတွေပိုသိလိမ့်မယ်ဘာဖြစ်လို့နတ်ကိုးကွယ်တဲ့လူတွေအများကြီးရှိတာဟုတ်ဒီမှာအဆောင်လက်ဖွဲ့ကိစ္စတွေအများကြီးရှိတယ်ရတရားကိစ္စတွေအများကြီးရှိတယ်တကမ္ဘာလုံးတိုင်းတာဒီတိုင်းပဲထူးဆန်းတဲ့ကိစ္စတခုမဟုတ်ဘူးအဲ့မှာကျွန်တော်တို့ဘာကိုသဘောပေါက်ဖို့လိုတယ်ငါတို့ရှောက်မဲ့နီလန်းဘုရားရဲ့နီလန်းဖြစ်တယ်ဟာလေလုယာဘုရားနီလန်းကိုပဲငါတို့ရွေးမယ်လူတွေဘာပဲပြောခင်မမီဘူးပဲပြောစီဝါရေးပြတ်မယ်ပဲပြောဘလို့အချိန်လေးပဲဖြစ်ဒါဖခင်ရဲ့နီလန်းဖြစ်တယ်ဖခင်နီလန်းထဲမှာငါနေမယ်ဟာလေလုယာဖခင်ကိုချီးမွမ်းမယ်နှုတ်ကပတ်တော်ကိုခံယူမယ်နှုတ်ကပတ်တော်ကိုပြောထုံမယ်ဟာလေလုယာစာတန်ကလာပြီးအပေးယူလုပ်တဲ့အခါမှာယေရှုကကျမ်းစာထဲမှာဒီလိုပြောတယ်ကျမ်းစာထဲမှာဒီလိုပြောတယ်ကျမ်းစာထဲမှာဒီလိုပြောတယ်၃ချိန်လုံးအချင်းစာတန်ငါလောက်သို့ဆုတ်ပါနှုတ်ကပတ်တော်ထဲမှာဒီလိုလာတယ်ကျမ်းစာကဒီလိုပြောတယ်နှုတ်ကပတ်တော်ကိုဝန်ခံတယ်လို့မျိုးပဲကျွန်တော်တို့ကမာနရဲ့နီလန်းတွေရောက်လာတဲ့အခါမှာဒါဖခင်ရဲ့နီလန်းမဟုတ်ဘူးနှုတ်ကပတ်ကျမ်းစာထဲမှာဒီလိုပဲရေးထားတယ်ဒါကငါရှောက်မဲ့နီလန်းမဟုတ်ပြတ်သားစွာရဲရင်စွာဆုံးဖြတ်ပြီးတော့ဖခင်နောက်ကိုလိုက်ဖို့လိုတယ်ဟာလေလုယာအကြောင်းလို့အသင်းတော်ရဲ့အခွင့်အာဏာကိုဆွဲကိုင်ပါယုံကြည်သူရဲ့အခွင့်အာဏာကိုဆွဲကိုင်ပါသင်တို့ဟာအမြင့်ဆုံးသောဘုရားရဲ့သားသမီးတွေဖြစ်တယ်စာတန်ကိုကြောက်ရမယ့်သူတွေမဟုတ်ဘူးအာမင်နတ်ဆိုးကိုကြောက်ရမယ့်သူတွေမဟုတ်နတ်ဆိုးတွေကကျွန်တော်တို့ကိုကြောက်တာကျွန်တော်တို့ကိုကြောက်တာအကြောင်းကျွန်တော်တို့ဟာဝိညာဉ်နယ်ပယ်မှာနိုင်ငံတစ်ခုမရဏနိုင်ငံနဲ့ကောင်းကင်နိုင်ငံသင်တို့ဟာဘယ်သူနဲ့သက်ဆိုင်ဘယ်နိုင်ငံမှာလဲယေရှုကိုရတဲ့လူမှန်သမျှကောင်းကင်နိုင်ငံတော်သားတွေဖြစ်တယ်ဖခင်ရဲ့သားသမီးတွေဖြစ်တယ်အာမင်ရှင်ဘုရင်အရာကိုရတော်သူတွေဖြစ်တယ်ယေဘရဟိအရာကိုရတော်သူတွေဖြစ်တယ်ဟာလေလုယာအကြောင်းဒီနေ့မန္တလေးအသင်းတော်ဟာအောင်ပွဲကိုခံတဲ့အသင်းတော်ဖြစ်တယ်ဒီအသင်းတော်ဟာကြာရှုံးတဲ့အသင်းတော်မဟုတ်ဘူးအောင်မြင်သောသူတဲ့အောင်မြင်သောအသင်းတော်ဖြစ်တယ်ကယ်တင်ခြင်းပေးသောအသင်းတော်ဖြစ်တယ်ကောင်းကင်ရဲ့တကဝဖြစ်တယ်လွတ်ချင်းရသောနေရာဖြစ်တယ်မချမ်းသာသောသူတွေလူတွေလိုက်ချမ်းသာခြင်းနဲ့ပြန်ထွက်သွားရမယ်စိတ်ထဲချတဲ့လူတွေကားခုံချီးမွမ်းရသောနေရာဖြစ်တယ်အားလုံးလူကမတ်တဲ့ရပြီးတော့ဘုရားကိုချီးမွမ်းရအောင် come on